တရားနာရောက်ရှိလာကြတဲ့ပိဋကပေါင်းသူတော်ကောင်းတို့ကိုဦးဇင်းတို့ဗာတရားဟောမှလည်းဆိုလို့ရှိရင်အင်္ဂုတ္တပါဠိတော်တိကနိဗ္ဗာန်မှာလာရှိတဲ့အရခိတသုတ်တံကိုအခြေခံပြီးတော့နောက်ပြီးတော့ဦးဇင်းတို့သုတ်တနိဗ္ဗာန်ပါဠိတော်မှာလာရှိတဲ့ပါရယနာသုတ်တံထဲမှာလာရှိတဲ့မောဂရာဇလူလင်ကမေးလို့မြတ်စွာဘုရားဖြေကြားတော်မူခဲ့တဲ့တရားဒေသနာတော်များကိုအခြေခံပြီးတော့အသေးကောင်းဖို့အသေးလွတ်ဖို့လို့တရားကောင်းစဉ်လေးပေးပြီးတော့ပေးသက်ပေါင်းသူတော်ကောင်းတို့ကိုဦးဇင်းတို့ဒီကနေ့ညဟောပါမယ်အသေးကောင်းဖို့အသေးလွတ်ဖို့တဲ့ဒီနေရာမှာပေးသက်ပေါင်းသူတော်ကောင်းတို့တတ္တဝမှန်သမျှတနေ့တစ်ချိန်မှာတေချာပေါက်တေချာရမှာပါတနေ့တစ်ချိန်မှာတေချာပေါက်ရင်ဆိုင်ကြရမယ်ဒီတေခြင်းတရားကိုကောင်းကောင်းမွန်မွန်ရင်ဆိုင်နိုင်ဖို့အတွက်အသိဉာဏ်ရှိကြတဲ့ပုဂ္ဂိုလ်တိုင်းဟာကြိုတင်ပြီးတော့ပြင်ဆင်ထားသင့်ကြတယ်ပေါ့ဒါကတော့အသေးကောင်းဖို့ဆိုတဲ့အချက်နဲ့ပတ်သက်ပြီးတော့စဉ်းစားเสียဒီကနေ့အချိန်မှာတေခြင်းတရားကိုကောင်းကောင်းမွန်မွန်ရင်မဆိုင်နိုင်ဘူးဆိုရင်ဒီပုဂ္ဂိုလ်ဟာဒုတိယဘဝအလွန်ဆိုးရွားတဲ့ဘဝတွေကိုရောက်သွားနိုင်တယ်ပေါ့ဒါကြောင့်တေခြင်းတရားကိုကောင်းကောင်းမွန်မွန်ရင်ဆိုင်နိုင်ဖို့ဆိုတာအရေးမကြီးဘူးလားဗျာအရေးကြီးတယ်သာသနာတော်မြတ်ကြီးနဲ့တွေ့ကြုံရတဲ့လူသားတစ်ယောက်အဖို့အသေးကောင်းအောင်ကြိုးစားယုံမျှနဲ့လည်းမပြည့်စုံသေးဘူးလို့ဆိုရမယ်တဆင့်တက်ပြီးတော့ဒီတေခြင်းတရားကနေထာဝရလွတ်မြောက်ဖို့ဆိုသည့်အထိရည်ရွယ်ချက်ထားပြီးတော့ကြိုးစားအထောက်ကြဖို့လည်းလိုတယ်ပေါ့နော်ဒါကဘာလဲဆိုတော့အသေးလွတ်ဖို့နော်ဒါကြောင့်ပေးသက်ပေါင်းသူတော်ကောင်းတို့တနေ့တစ်ချိန်မှာတေချာပေါက်တွေ့ကြုံရမယ်ဒီတေခြင်းတရားနဲ့ပတ်သက်ပြီးတော့ကောင်းမွန်စွာရင်ဆိုင်နိုင်ဖို့တဆင့်တက်ပြီးတော့ဒီတေခြင်းတရားကထာဝရလွတ်မြောက်နိုင်ဖို့ဆိုပြီးတော့မြတ်စွာဘုရားဟောကြားတော်မူခဲ့တဲ့အသေးကောင်းဖို့အသေးလွတ်ဖို့နဲ့ပတ်သက်ပြီးတော့ဒေသနာများစွာရှိတဲ့အနက်ကဒါဦးဇင်းတို့ထိုက်တဲ့လို့ကောက်နှုတ်ချက်ကလေးချမ်းပြီးတော့ပေးသက်ပေါင်းသူတော်ကောင်းတို့ကိုဦးဇင်းတို့ပြောသွားပါမယ်နော်အသေးကောင်းဖို့အသေးလွတ်ဖို့တဲ့ဒီတရားဒေသနာတော်ကိုမဟောကြားသေးခင်မနာကြသေးခင်မှာတရားတော်အလုံးကိုဟောကြားတော်မူခဲ့တဲ့ဘုရားရှင်ကိုရောမြတ်ရဲ့အင်မတန်အေးချမ်းကြည်လင်တော်မူတဲ့မဟာကရုဏာကိုသိစရာတရားလုံးစုံကိုသိတော်မူမြင်တော်မူတဲ့သဗ္ဗညုတဉာဏ်ဒီဟုသောပညာကိုထိုမဟာကရုဏာကိုပညာကိုနှစ်ပါးစုံတို့ဖြင့်ပြည့်စုံတော်မူတဲ့ဘုရားရှင်ကိုရောမြတ်ကိုယုတ်တိမြတ်တို့ရှိခိုးပူဇော်ကြအောင်စို့အလုံးလက်အုပ်ချီမူပြီးတော့အာယုံပြုကြရအောင်ကရုဏာတိတလဟရယံပညာပိသောတာဝိယတမောဟဓမ္မသာနရမရလောကကရုံဝနေတုကတံဂတိဝိမု ddha ကရုဏာတိတလဟရယံမဟာကရုဏာတော်ဖြင့်အေးမြသောစိတ်နှလုံးလည်းရှိတော်မူပါပေထသောပညာပိသောတာဝိယတမောဟဓမ္မအရဟတမတိဟုသောအယောင်အလင်းဖြင့်ဝိဇ္ဇာတိဟုသောမိုက်မောင်းကိုဖယ်ခွာတော်မူပြီးထသောသာနရမရလောကကရုံလူနှင့်မြတ်မတ္တဝါနန္ဒတို့ဤကြောက်တီတန်တို့လေကရုပြုရာတဆူရီသောဆရာသခင်လည်းဖြစ်တော်မူပါပေထသောဂတိဝိမု ddha ဒေဝမနုဿနိရယနှင့်ဧတတရိစ္ဆာလာယရှိငါတန်သောဂတိတို့မှလေအထူးသဖြင့်ကင်းလွတ်တော်မူပြီးထသောသူကတံတတ္တဝါတို့အားအကျိုးများကြောင့်ဟုတ်မှန်သောစကားကောင်းကိုသာမြတ်ဆိုတော်မူပါပေထသောဗုဒ္ဓံသစ္စာလေးရတရားမြတ်ကိုလက်ပေါ်တင်တာပရမညာကဲ့သို့ပြတ်သားထင်တဲ့သိမြင်ပေတတ်ဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုမေယံတရားဟောပုဂ္ဂိုလ်တရားနာပုဂ္ဂိုလ်ခေါ်ဆိုပညပရမမမူယုံနာနှဖျားဖြစ်ကြပါသောဘုရားတပည့်တော်တို့သည်ဝုန်နေဝနာမှာကာယဝစီမနောချီ၍သုံးလီဓာရပနာမဖြင့်ဒုက္ခရောကျိုးလက်ဆုံးမောဃရှိခိုးဥညွတ်ပါ၏မြတ်စွာဘုရား
အသေးကောင်းဖို့အသေးလွတ်ဖို့တဲ့စတင်ပြီးတော့နာယူကြည်ညိုကြရအောင်ဗျာသေခြင်းတရားနဲ့ပတ်သက်ပြီးတော့တရားဓမ္မတို့ဦးဇင်းတို့အဓိကထားပြီးတော့စဉ်းစားစရာအချက်နှစ်ချက်လို့ဆိုနိုင်ပါတယ်နော်အသေးကောင်းဖို့အသေးလွတ်ဖို့အဲ့တော့ဦးဇင်းတို့အသေးကောင်းဖို့ဆိုတာနဲ့ပတ်သက်ပြီးတော့စပြီးတော့ပြောကြည့်ရအောင်သေခြင်းတရားကိုကောင်းကောင်းမွန်မွန်ရင်ဆိုင်နိုင်ဖို့တနည်းအားဖြင့်သေဂာနီးမှာကြည်ကြည်လင်းလင်းချမ်းချမ်းသာသာနဲ့သေခြင်းတရားကိုမကြောက်မရွံ့တည်တည်ငြိမ်ငြိမ်ရင်ဆိုင်နိုင်ဖို့အတွက်မိမိတို့မှာဘလို့အရေးအသွေးတွေရှိထားတဲ့လဲဒါမစဉ်းစားလို့မရပါဘူးเนาะသေခြင်းတရားဆိုတာဘဝမှာအလွန်မှအရေးပါတယ်ဒီကနေ့အနေအထားလေးပေါ်မှာအဓိကမူတည်ပြီးတော့ဒုတိယဘဝဆိုတာဆက်ပြီးတော့အကောင်းဆုံးဖြစ်သွားတာပေါ့အဲ့ဒီတစ်ချက်တည်းနဲ့ကိုပဲသေခြင်းတရားဟာဘဝမှာအလွန်မှအရေးပါတယ်လို့ဆိုရမယ်နော်ဒါကြောင့်အဲ့ဒါလိုအရေးပါတဲ့သေခြင်းတရားကိုကောင်းကောင်းမွန်မွန်ရင်ဆိုင်နိုင်ဖို့အတွက်တရားဓမ္မတို့ဦးဇင်းတို့တွေဘလို့ကြိုတင်ပြင်ဆင်ထားတဲ့လဲဘလို့အရေးအသွေးတွေရှိထားတဲ့လဲသေခြင်းတရားကိုကောင်းကောင်းမွန်မွန်ရင်ဆိုင်နိုင်ဖို့အတွက်မြတ်စွာဘုရားသင်ပြထားတဲ့ဒေသနာတွေများစွာရှိပါတယ်အဲ့ဒီတဲကဦးဇင်းတို့နှစ်ချက်လောက်ပဲဒီကနေ့ညပြောမှာနော်အဓိကကြတဲ့အချက်ကလေးနှစ်ချက်လောက်နံပါတ်1ပြောခြင်းတဲ့အချက်ကဘာလဲဆိုတော့ဓမ္မပဒပါဠိတော်မှာစကားတော်လေးတစ်ခွန်းရှိတယ်ပုံညံဒုက္ခံဇီဝိတသင်္ခယံပိတဲ့ဇီဝိတသင်္ခယံပိအသက်ကုန်ခါဤအခါကာလမှာပုံညံကုသိုလ်ကောင်းမှုသည်ဒုက္ခံချမ်းသာတယ်တဲ့ဒီကနေ့မှာသေခြင်းတရားကိုမကြောက်မရွံ့တည်တည်ငြိမ်ငြိမ်ချမ်းချမ်းသာသာရင်ဆိုင်နိုင်နေတယ်ဆိုရင်ကုသိုလ်ကောင်းမှုရှိထားရမယ်လို့ဆိုလိုတာကုသိုလ်ကောင်းမှုကိုများစွာပြုထားသောပုဂ္ဂိုလ်တူတယောက်သည်သေကနေ့မှာဘာမှဆင်းရဲစရာအကြောင်းမရှိတနည်းအားဖြင့်အသေးကောင်းမယ်ပေါ့အဲ့တော့ဦးဇင်းတို့ပိဋကပေါင်းသူတော်ကောင်းတို့နံပါတ်1ပြောခြင်းတဲ့အကြောင်းအရာကအသေးကောင်းဖို့အတွက်ကုသိုလ်ကောင်းမှုကိုများစွာပြုကြရမယ်ဆိုတဲ့အချက်ဒါနကောင်းမှုသီလကောင်းမှုသမာဓိကောင်းမှုပညာကောင်းမှုလို့ဆိုတဲ့ကုသိုလ်ကောင်းမှုကြီး၄မျိုးကိုစွမ်းအားရှိသလောက်ထိုက်သည့်အားလျော်စွာအခါအခွင့်သင့်တိုင်းကြိုးစားအထောက်ထားကြရမယ်ပေါ့အဲ့လိုကြိုးစားအထောက်ထားလို့မိမိကိုယ်ကိုငါကုသိုလ်ကောင်းမှုတွေတော်တော်များများပြုဖြစ်တာပဲလို့ဒီလိုမျိုးအတွေးရောက်လာအောင်လုပ်နိုင်တဲ့ပုဂ္ဂိုလ်ဟာတေဂာနီးမှာဘာမှစိုးရိမ်စရာမရှိဘူးတကယ်တမ်းကတော့တရားဓမ္မတို့ဦးဇင်းတို့တေဂာနီးမှာကြောက်ကြတယ်လန့်ကြတယ်တုန်လှုပ်ကြတယ်ဆိုတာများသောအားဖြင့်ငါသေးရင်ဆိုရတဲ့ဘဝတွေကိုမြန်ရောက်သွားလေမလားဆိုတဲ့အတွေးကများစွာချိန်ချောက်မယ်လို့ထင်ပါတယ်အကယ်၍သာကိုဟာသိပြီးတဲ့နောက်မှာကောင်းမွန်တဲ့ဘဝကိုရမယ်ဆိုတာကိုမြန်သေချာပေါက်သိခွင့်ရှိမယ်ဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဟာသေခြင်းတရားကိုပြောတော့ကြီးကြောက်မှာမဟုတ်ဟုတ်တယ်မဟုတ်လားဒါကြောင့်ဦးဇင်းတို့ကျမ်းစာတွေထဲမှာလည်းပြောထားတာရှိတယ်မြေဦးကွဲသွားလို့အကယ်၍မြန်ရွှေဦးကိုရခဲ့မယ်ဆိုရင်တော့အဲ့ဒီပုဂ္ဂိုလ်ဟာမြေဦးကွဲသွားမှာကိုဘာမှစိုးရိမ်မှာမဟုတ်ဘူးတဲ့အောင်ဆိုမြေဦးထဲတန်ဖိုးရှိတဲ့ရွှေဦးကိုပြန်ရမယ်ဆိုတာကိုသူသေချာပေါက်သိနေလို့ခုမြေဦးကြီးကွဲသွားပြီးတဲ့နောက်မှာဘာဦးပြန်ရမယ်မှမသိတဲ့အတွက်ကြောင့်ဒီမြေဦးကွဲသွားမှာကိုအလွန်စိုးရိမ်နေရတယ်။အဒီခန္ဓာကိုယ်ကြီးဟာမြေဦးနဲ့တူတယ်လို့ဒါမြတ်စွာဘုရားလည်းဟောထားတာရှိပါတယ်။ကုံဘူပမံကာယမိမံဝိဒိတဝါဒီခန္ဓာကိုယ်ကြီးကိုမြေဦးတစ်လုံးနဲ့တူတယ်လို့နားလေရမယ်လို့မြတ်စွာဘုရားဟောတာ။နော်ခန္ဓာကိုယ်ကြီးကိုမြေဦးနဲ့တူတယ်လို့သိထားရမယ်နားလေထားရမယ်မြေဦးနဲ့ကဘလို့တူတာတုံးဆိုတော့ခိုင်မာမှုမရှိဘူးဆိုတဲ့အချက်ကိုအဓိကတူတယ်လို့ပြောတာပါ။နော်မြေဦးတစ်လုံးဟာဘယ်အတိုင်းဓာတိခိုင်မေနော်ဘယ်တော့ကြာမှကွဲမေလို့မြေဦးကိုဒိတ်တက်ထားလို့ရသလားမရဘူး။နော်မြေဦးဟာကွဲကျင်တဲ့ချိန်ကွဲမှာနော်ဈေးထဲမှာပစ္စည်းတစ်ခုသွားဝယ်ပြီးဆိုရင်အခုလျှက်စစ်ပစ္စည်းတို့ electronic ပစ္စည်းတို့ဆိုရင်နော် warranty ကကလေးတွေတချို့ပေးကြတာရှိတယ်ပေါ့နော်ဘလောက်ခိုင်မဲဆိုပြီးတော့မြေဦးမှာအဲ့လိုမျိုးအာမခံကပေးထားလို့မရဘူးသူကကွဲကျင်တဲ့ချိန်ကွဲမှာအဲ့လိုပဲဒီခန္ဓာကိုယ်ကြီးဟာပျက်စီးခြင်းတဲ့ချိန်မှာပျက်စီးမယ်ပေါ့ဒါကြောင့်မြေဦးနဲ့တူတယ်လို့ပြောတာအဲ့ဒါမြေဦးနဲ့တူတဲ့ဒီခန္ဓာကိုယ်ကြီးကွဲပြက်ပျက်စီးပြီးတဲ့နောက်မှာအကယ်၍ရွှေဦးနဲ့တူတဲ့ဓာတ်ထက်ကောင်းမွန်မြင့်မြတ်တဲ့ဘဝခန္ဓာကိုရခဲ့မယ်ဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဟာမြေဦးကွဲမှာကိုသိပြီးတော့မစိုးရိမ်မှုပေါ့မကြောက်ဖို့ပေါ့အဲ့ဒါကုသိုလ်ကောင်းမှုနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ဟာ
ယုံညံ့တဲ့ဘဝကိုရောက်သွားတဲ့အကြောင်းဘာမှမရှိဘူးဟုတ်လားဒါကြောင့်သူဟာသေခြင်းတရားကိုသိပြီးတော့ကြောက်เสียလန့်เสียမလိုဘူးပေါ့ဘုရားတို့ဓမ္မပဒပါဠိတော်မှာပဲပြောထားတာလေးတစ်ခုရှိတယ်နော်အယဝေးကနေပြီးတော့အစဉ်ပြေပြေချမ်းချမ်းသာသာပြန်လာတဲ့ပုဂ္ဂိုလ်ကိုတဲ့ချစ်တဲ့ခင်တဲ့ဆွေတွေမျိုးတွေကဝမ်းမြောက်ဝမ်းသာကြိုဆိုကြသလိုမျိုးကုသိုလ်ကောင်းမှုကိုများစွာပြုထားတဲ့ပုဂ္ဂိုလ်တူတယောက်တမလွန်ခရီးကိုသွားပြီဆိုရင်သူပြုထားတဲ့ကုသိုလ်ကောင်းမှုတွေကသူ့ကိုကြိုဆိုနေကြတယ်တဲ့ဒါမြတ်စွာဘုရားဟောတာဟုတ်လားဒါကြောင့်ကုသိုလ်ကောင်းမှုရှိတဲ့ပုဂ္ဂိုလ်ဟာတမလွန်ခရီးကိုသွားတဲ့အခါမှာသူ့မှာဘာမှစိုးရင်ကြောက်ကြမှုရှိစရာအကြောင်းမရှိဘူး။နောက်ဒါကြောင့်ပိဋကပေါင်းသူတော်ကောင်းတို့ကုသိုလ်ကောင်းမှုကိုများစွာပြုထားခြင်းသည်ပင်လျှင်အသေးကောင်းခြင်းရဲ့အကြောင်းဟုတ်ရဲ့လား။ဒါကြောင့်စွမ်းအားရှိတဲ့မြတ်အခါအခွင့်သင့်တိုင်းဒါနကောင်းမှုကိုပြုရမယ်သီလကိုစောင့်တည်ရမယ်တမာတိပညာကုသိုလ်ကောင်းမှုများဖြစ်ပေါ်အောင်ကြိုးစားအထောက်ကြရမယ်ပေါ့။ဒီနေရာမှာဦးရှင်တို့ကုသိုလ်ကောင်းမှုရှိရင်သိခြင်းတရားကိုရဲရဲဝံ့ဝံ့ရင်ဆိုင်နိုင်တယ်ဆိုတာနဲ့ပတ်သက်ပြီးတော့ဦးဇင်းတို့950ဇတ်တော်ထဲမှာမဟာတုတ္တသောမဇတ်ဆိုတာရှိတယ်။နော်မဟာတုတ္တသောမဇတ်လို့ပြောရင်တော့တချို့ကကြားဘူးခြင်းမှကြားဘူးမယ်ဒါပေမဲ့ပောဓိတာဒလို့ပြောရင်တော့ကြားဘူးကြမယ်ပေါ့ဟုတ်လား။နော်ပောဓိတာဒအကြောင်းမဟာတုတ္တသောမဇတ်ထဲမှာအဓိကပါတာပါပဲ။အဲ့ဒီပောဓိတာဒလူသားစားကဘုရားလောင်းမဟာတုတ္တသုမမင်းကြီးကိုဖမ်းသွားတယ်ဒါပိတ္တတို့သိပါတယ်နော်ဘာဖြစ်လို့ဖမ်းသွားတာတုံးဆိုတော့နော်မင်းတရားကိုဖမ်းထားတာကိုလွတ်မြောက်ဖို့အတွက်အဲ့ဒီညောင်ပင်ဆောင်နှက်ကတရားမင်းကိုသွားပြီးတော့အကူကြီးတောင်းတဲ့အခါမှာတရားမင်းကတုတ္တသောမမင်းကြီးပါမှသူ့ရဲ့ဉာဏ်စွမ်းနဲ့ပောဓိတာရကိုအတိဉာဏ်ရအောင်လုပ်ပြီးတော့ဒီမင်းတွေရဲ့အသက်ကိုကယ်နိုင်မှာကိုသိတဲ့အတွက်ကြောင့်ဘုရားလောင်းတုတ္တသောမမင်းကိုဖမ်းခိုင်းတာအစတုန်းကဘုရားလောင်းတုတ္တသောမမင်းကိုပောဓိတာရကဖမ်းဖို့အစီအစဉ်မရှိဘူးဒါကသူ့ရဲ့ဆရာလဲတော်ခဲ့တဲ့သူအလွန်မှလေးစားမြတ်နိုးရတဲ့ပုဂ္ဂိုလ်တယောက်အဲ့ဒါပောဓိတာရကလူသားစားလို့တိုင်းပြည်ကနေပြီးတော့နှင်ထုတ်ခံရတော့နောက်တော့တထေးတူကိုဖမ်းရင်းနဲ့ပြည်ချင်းလွှားရင်းနဲ့ရှားငုတ်တော်ကခြေဘဝကိုဆူတာအဲ့ဒီမှာအနာကြီးဖြစ်တဲ့အခါမှာသူအမိပြုတ်ပြီးတော့နေတဲ့ညောင်ပင်ဆောင်နှမင်းကိုသူကတိုင်တယ်ပြီးတော့ဒီအနာကိုသာပျောက်အောင်ကုပေးပါပျောက်ခဲ့မယ်ဆိုလို့ရှိရင်တရားတစ်ပါးသောမင်းတို့ရဲ့လေချောင်းသွေးနဲ့ပူဇော်ပါမယ်ညောင်ပင်ဆောင်နှက်ကိုတိုင်တယ်လားဒါပေမဲ့ညောင်ပင်ဆောင်နှက်ကသူ့ကိုဘာမှကူညီတာမရှိဘူးသူ့အနာကြီးကမစားမတော့ဒီတိုင်းပဲနေတော့ကြာတော့6ပြီးတော့ပျောက်သွားတာအဲ့ဒါကိုညောင်ပင်ဆောင်နှက်ကကူညီလို့အနာယောဂပျောက်သွားတယ်လို့သူ့ဟာသူအထင်နေမှားပြီးတော့ညောင်ပင်ဆောင်နှက်ကိုပေးထားတဲ့ဂရိအတိုင်းမင်းတရားတစ်ပါးကိုဖမ်းတာဟုတ်လားဒါပေမဲ့တုဒ္ဒသောမမင်းကိုကြတော့မဖမ်းဘူးအဲ့ဒီမှာညောင်ပင်ဆောင်နှက်ကငါညောင်ပင်ကတော့ဒီတိုင်းဆိုရင်တော့သွေးညီနှက်တွေလွှမ်းတော့မှာပဲဘယ်နဲ့လိုရပါမှာတော့သူလည်းဘာမှမတတ်နိုင်အဲ့ဒါနဲ့တဖြည်းဖြည်းစတုမာရိနမင်းကြီးလေးပါးထအကူကြီးတောင်းမရတဲ့အခါကျတော့တရားမင်းကြီးသွားအကူကြီးတောင်းတော့တရားမင်းကငါတော့မတတ်နိုင်ဘူးဒါပေမဲ့လို့မဟာတုတ္တသောမမင်းကြီးဟာဉာဏ်အလွန်ကြီးတယ်သူ့ကိုယ်သာပောဓိတာရနဲ့တွေ့အောင်လုပ်နိုင်မယ်ဆိုရင်တော့သူ့ရဲ့အစွမ်းကြောင့်အဲ့ဒီမင်းတရားအသက်ဘေးကလွတ်เสียရှိတယ်ဒါကြောင့်တုတ္တသောမမင်းကြီးကိုဖမ်းဖို့မင်းတုံးအပ်ပေးဆိုတော့မှညောင်မေဆောင်တက်ကယဟန်ရောင်ဆောင်ပြီးတော့အဲ့ဒီနာသွားတော့ပောဓိတာရကယဟန်လည်းပဲမင်းတစ်မျိုးပဲဆိုပြီးတော့လိုက်တာတန်လျက်ကင်ပြီးတော့လိုက်တော့ဟိုကညောင်မေဆောင်တက်ကဖန်ဆင်းထားတဲ့ယဟန်ဆိုတော့မမီဘူးမမီတော့ရပ်ပါဆိုတော့အဲ့ဒီမှာညောင်မေဆောင်တက်ကမင်းဟာလူလိမ့်မယ်ငါ့ကိုမင်းတရားတစ်ပါးရဲ့လေချောင်းသွေးနဲ့ပူဇော်မယ်ပြောပြီးတော့တော်စွာရော်စွာအခြေမရှိအနေမရှိမင်းအနေနဲ့ပူဇော်တယ်တကယ်မင်းကိုကြတော့မဖမ်းမဲနဲ့ထားတယ်ဘာအလိုရှိလို့တော့ဆိုတော့မှတုတ္တသောမမင်းကြီးကိုအလိုရှိတယ်ပေါ့အဲ့ဒါကြောင့်သူကတုတ္တသောမမင်းကြီးကိုဖမ်းရတာအဲ့ဒါတုတ္တသောမမင်းကြီးကိုဖမ်းလာတော့မင်းကြီးကမင်္ဂလာကံတော်မှာနော်ရေချိုးရှင်းပြီးတော့ပြန်တက်လာတဲ့ချိန်မှာဖမ်းတာအောင်အဲ့ဒီမင်္ဂလာရေကံကိုလာတဲ့အချိန်မှာလမ်းမှာနန္ဒပုံနာကကတ္တပမြတ်စွာဘုရားရှင်ကိုရမေကြီးဟောကြားတော်မူခဲ့တဲ့ဂါထာ၄ပုဒ်ကိုရွတ်ဆိုပူဇော်မယ်ဆိုတော့ဘုရင်ကြီးကငါရေချိုးမင်္ဂလာခေါင်းစည်းမင်္ဂလာပြုတ်ပြီးရင်မင်းရဲ့တရားကိုနာမယ်လို့ဂရိပေးခဲ့တာအဲ့ဒီအချိန်မှာပောဓိတာရကဖမ်းသွားတော့ဒီတရားတွေကသူမနာရဘူးအဲ့ဒါနဲ့တိုးတဲ့ရောက်တဲ့အခါကျတော့ဘုရားလောင်းကပောဓိတာရကိုပြောတယ်
ငါကိုတိုင်းတော်ပြည်တော်ကိုခေတ္တခဏပြန်ခွင့်ပြုပါငါနန္ဒပုံနာရဲ့တရားကိုနာမယ်လို့ငါဂတိပြုခဲ့တယ်အဲ့လိုပြောတဲ့အခါကျတော့မင်းကြီးတဲ့တိုင်းပြည်ကိုတင့်ကိုပြန်လို့ရင်တင့်ပြန်မလာရင်ငါဘယ်နဲ့လုပ်မလို့ဟာငါပြန်လာမှာပေါ့ငါပြန်လာပါမယ်ဂတိပေးပါတယ်မဖြစ်နိုင်ဘူးတဲ့ကိုတတ်မဲ့နေရန်ကိုပြန်လာမယ်ဆိုတာဒါဘယ်လိုမှမဖြစ်နိုင်တဲ့ကိစ္စမယုံဘူးပေါ့အဲ့ဒီတော့ဘုရားလောင်းသုဒ္ဓသုံးပါးမင်းကြီးကမင်းနဲ့ငါနဲ့ငယ်ငယ်တုန်းကအကြာကြီးအတူတူနေခဲ့ဘူးတာပဲမင်းကိုငါဘယ်တော့မှမဟုတ်တာပြောဘူးလို့တော့အဲ့ဒါကြောင့်သူကတန်လျက်ကိုကင်ပြီးတော့ကြည်နာသူပြန်လာမယ်ဆိုတဲ့အကြောင်းအဲ့ဒီတော့ပောဓိတာရကအော်မင်းကြီးဒီလောက်တောင်ပြန်နေနေတာငါပြန်ခွင့်ပြုလိုက်မယ်တကယ်လို့ तू ပြန်မလာဘူးဆိုရင်လည်းပဲညောင်ပင်ဆောင်နဲ့ကျင်တတ်အောင်ငါရဲ့လက်မောင်းသွေးကိုပဲဖောက်ပြီးတော့ပူဇော်ရတော့မှာပဲပြန်လာခြင်းလဲလာမလာခြင်းလဲနေဆိုတဲ့စိတ်နဲ့ပြန်လွတ်တာမေတ္တာရှိတယ်ပေါ့ဘုရားလောင်းပေါ်မှာအဲ့ဒါနဲ့သုဒ္ဓသမမင်းကြီးကတိုင်းပြည်ကိုပြန်ပြီးတော့နန္ဒပုံနာဟောတဲ့ကတ္တဗဘုရားရှင်ကိုရောမြတ်ကြီးရဲ့တရားဂါထာ၄ပုဒ်ကိုနာဒါတွေကိုတော့ဦးဇင်းတို့အကျေမပြောတော့ပါဘူးဟုတ်လားအဲ့ဒါနားလည်းပြီးပြီဆိုတော့ပောဓိတာရတိကိုပြန်มาအသက်ခံဖို့ပြန်มาဒီတော့ခမဲတော်မေတော်နဲ့တကွာတိုင်းသူပြည်သားမုံမပူပါတွေကဘာလို့ပြန်ရမှာတော့ဒီပောဓိတာရကိုစစ်တပ်နဲ့လိုက်ပြီးတော့နှိမ်နေမယ်တော့ဘုရားလောင်းကလက်မခံငါဂတိပြုခဲ့တယ်သူဟာငါ့ကိုပြန်ပြီးတော့တည်တွင်းထဲကနေလွတ်ငြိမ်းချမ်းသာဝင်ပေးပြီးတော့ပြန်လွတ်တာကိုကစားသူကျေးဇူးငါပေါ်မှာရှိနေပြီဟောအဲ့လိုပြောတာအဲ့ဒါနဲ့ဆိုကြပါစို့ဘုရားလောင်းကပြန်လာတဲ့ခါကျတော့ပောဓိတာရကဘလို့မှမျှော်လင့်မထားပါဘူးဘုရားလောင်းကိုပြန်လာမယ်လို့သူမထင်ဘူးဒါမဲ့လို့တစုတွေကိုခြုံရင်းနဲ့မိဘုံကြီးရဲ့ဘေးမှာထိုင်းနေရင်းနဲ့နောက်ကနေပြီးတော့ခြေတံ6666ကြားတော့လှည့်ကြည့်တော့မဟာသုဒ္ဓသုံးပါးမင်းကြီးပြန်လာတာကိုတွေ့တယ်အလွန်အံ့ဩတယ်ပေါ့သူ့စိတ်ထဲမှာအဲ့ဒါနဲ့တည်တည်ချာချာကြည့်တော့ဘုရားလောင်းရဲ့မျက်နှာကလည်းအလွန်တရာမှကြည်လင်လန်းဆန်းနေတယ်အဲ့ဒီမှာပောဓိတာရကဘာစဉ်းစားမိတော့ဆိုတော့ဟောဒီလောကကြီးမှာတေရမှာမကြောက်တဲ့လူစားမရှိပါဘူးဒီမင်းကြီးကဘယ်လိုအစွမ်းတတ္တိတွေကြောင့်တေခြင်းတရားကို तू မကြောက်တာတော့ तू နာယူခဲ့တဲ့တရားဂါထာတွေရဲ့အစွမ်းတတ္တိများလေလားအဲ့ဒါနဲ့ तू မမေးပဲမနေနိုင်ဘူးဘုရားလောင်းကိုမေးတယ်မင်းကြီးတဲ့တင့်ကိုငါတေချာပေါက်တတ်မယ်ဆိုတာကိုသိပါလက်ခဲနဲ့တင့်ရဲ့မျက်နှာဟာကြာပန်းကဲ့သို့လကဲ့သို့အလွန်တရာမှကြည်လင်လန်းဆန်းနေတယ်တင်ပါပြုလို့တေရမှာမကြောက်တာတော့တဲ့ဟောပြောချင်တာလေးကဒါပါပဲတင်ပါပြုလို့တေရမှာမကြောက်တာလေတဲ့အဲ့လိုမေးတဲ့အခါကျတော့ဘုရားလောင်းကပောဓိတာရကိုသူတေရမှာဘာကြောင့်မကြောက်တာလဲဆိုတာကိုရှင်းပြတယ်ပောဓိတာရတဲ့ငါဟာကုသိုလ်ကောင်းမှုကိုများစွာပြုပြီးပြီတဲ့မိဘတွေရဲ့အပေါ်မှာလှုပ်တဲ့လှုပ်ထိုက်တာကိုငါလှုပ်ပြီးပြီတဲ့သားသမီးတွေရဲ့အပေါ်ဆွေမျိုးသားချင်းတွေရဲ့အပေါ်မိတ်ဆွေတွေရဲ့အပေါ်တိုင်းသူပြည်သားတွေရဲ့အပေါ်မှာလှုပ်တဲ့လှုပ်ထိုက်တာတွေကိုငါလှုပ်ပြီးပြီတဲ့တမလွန်ခရီးကိုကောင်းစွာငါသုတ်တင်လို့ပြီးပြီတဲ့ဟောကိုသွားရမယ့်လမ်းကိုကိုဟာကိုတန်ရှင်းအောင်လှုပ်ထားတာဒီလမ်းကရှောင်လို့မရဘူးလေဟုတ်လားတမလွန်ခရီးကိုဗါတဲ့တော့ကောင်းစွာသုတ်တင်လို့ပြီးပြီတဲ့ပညာရှိတွေချီးမွမ်းတဲ့ရစ်ဆိုတဲ့ဒါနကောင်းမှုကိုလည်းငါများစွာပြုပြီးပြီတဲ့အဲ့ဒါလိုကုသိုလ်ကောင်းမှုများစွာပြုထားတဲ့ငါလူဟာဘာပြုလို့တေရမှာကိုကြောက်ရမှာလဲတဲ့ကောင်းတာတွေများစွာလှုပ်ထားတဲ့ငါလူပုဂ္ဂိုလ်ဟာဘာပြုလို့တေရမှာကိုကြောက်ရမှာလဲတဲ့ဒါကြောင့်မင်းငါကိုတတ်ပြီးတော့ရစ်ပူဇော်လိုမူလေးပူဇော်လို့စားလိုမူလေးစားလို့တဲ့သူပြောတဲ့စကားသူဘာကြောင့်တေမှာမကြောက်ရတာတုံးဆိုတဲ့အဖြေပေါ်လွင်သွားတယ်နော်ကုသိုလ်ကောင်းမှုကိုများစွာပြုထားတယ်လှုပ်တဲ့လှုပ်ထိုက်တဲ့အလုပ်တွေကိုလှုပ်ထားတယ်သိခြင်းတရားဆိုတာရှောင်လို့မရပါဘူးမလှုပ်တဲ့မလှုပ်ထိုက်တာတွေကိုလှုပ်ထားတဲ့လူတယောက်လှုပ်တဲ့လှုပ်ထိုက်တာကိုလှုပ်မထားတဲ့လူသိသားလျင်သိခြင်းတရားကိုကြောက်မှာဟုတ်လားလှုပ်တဲ့လှုပ်ထိုက်တာကိုလှုပ်ထားတယ်မလှုပ်တဲ့မလှုပ်ထိုက်တာကိုလှုပ်မထားဘူးဆိုတဲ့ပုဂ္ဂိုလ်ဒီဘာမှသိခြင်းတရားကိုကြောက်เสียအကြောင်းမရှိဘူးဟုတ်လားဒါကြောင့်ပိဋကပေါင်းသူတော်ကောင်းတို့နံပါတ်1အသေးကောင်းခြင်းနဲ့ဆိုရင်ကုသိုလ်ကောင်းမှုကိုများစွာပြုထားကြရမယ်။နော်အသေးကောင်းဖို့အတွက်ဦးဇင်းတို့2ချက်ပြောမှာပါဒါတစ်ချက်ကုသိုလ်ကောင်းမှုကိုများစွာပြုရမယ်။
ကုသိုလ်ကောင်းမှုကိုပြုနေခြင်းသည်ပင်လေမိမိကိုယ်ကိုမိမိအသေးကောင်းအောင်ကြိုးစားအထောက်နေခြင်းလို့နားလည်ထားကြရမှာပေါ့ဟုတ်လားအေးနောက်ဦးဇင်းတို့အသေးကောင်းဖို့အတွက်ဒုတိယကြိုးစားအထောက်ကြရမယ့်နိလန်းတစ်ခုကဘာလဲအဲ့ဒီနိလန်းကိုတော့ဦးဇင်းတို့အင်္ဂုတ္တပါဠိတော်တိကနိပတ်ထဲမှာအနာရဘိန်တထေးကြီးကိုမြတ်စွာဘုရားဟောထားတဲ့ဒေသနာတော်ထဲမှာတွေ့ရတယ်ပေါ့နော်ဒါလေးကလည်းအလွန်တရာမှစဉ်းစားစရာကောင်းပါတယ်အဲ့ဒါလေးကိုဦးဇင်းတို့ပြောပြမယ်နော်အနာရဘိန်တထေးကြီးကျောင်းတော်ကိုရောက်လာတော့မြတ်စွာဘုရားကဒီဒေသနာလေးကိုဟောတယ်စိတ်တေကဟပတိအာရခိတေကာယကမ္မံပိအာရခိတံဟောတိဝစီကမ္မံပိအာရခိတံဟောတိမနောကမ္မံပိအာရခိတံဟောတိတခါကြီးစိတ်ကိုယ်သာမဆောင်ရှောက်ဘူးဆိုလို့ရှိရင်ကာယကံဝစီကံမနောကံကံသုံးပါးကိုစောင့်ရှောက်ထားတယ်လို့မဆိုနိုင်ဘူးတဲ့နော်စိတ်ကိုယ်သာမဆောင်ရှောက်ဘူးဆိုရင်အလုတ်တွေလို့ပြောရတဲ့ကာယကံကိုလည်းစောင့်ရှောက်ထားတယ်လို့မဆိုနိုင်ဘူးအပြောတွေလို့ဆိုတဲ့ဝစီကံကိုလည်းစောင့်ရှောက်ထားတယ်လို့မဆိုနိုင်ဘူးအတွေးတွေလို့ဆိုတဲ့မနောကံကိုလည်းစောင့်ရှောက်ထားတယ်လို့မဆိုနိုင်ဘူးအဲ့ဒါလို့ကာယကံဝစီကံမနောကံကံသုံးပါးကိုစောင့်ရှောက်မထားဘူးဆိုလို့ရှိရင်ဘာဖြစ်လာမှာတော့ကာယကမ္မံပိအဝတ္တုတံဟောတိဝစီကမ္မံပိအဝတ္တုတံဟောတိမနောကမ္မံပိအဝတ္တုတံဟောတိစောင့်ရှောက်ခြင်းမရှိတဲ့ကာယကံဝစီကံမနောကံဟာကိလေသာရေတို့ဖြင့်ဆိုဆွတ်သွားမယ်တဲ့ဟောတိတိကျလေးနားထောင်နော်ကာယကံဝစီကံမနောကံကိုစောင့်ရှောက်မထားဘူးဆိုရင်အဲ့ဒီကံသုံးပါးဟာယာကဒေါသမောဟဒီဟုသောရေတို့ဖြင့်ဆွတ်ဆွတ်သွားမယ်အဲ့လိုကိလေသာရေတွေဆွတ်ဆွတ်ပြီဆိုရင်အဲ့ဒီကံသုံးပါးသည်ဘာဆက်ဖြစ်လာမလို့ကာယကမ္မံပိပုတိကံဟောတိဝစီကမ္မံပိပုတိကံဟောတိမနောကမ္မံပိပုတိကံဟောတိအဲ့ဒီကိလေသာရေတွေဖြင့်ဆွတ်တွတ်တဲ့ကာယကံဝစီကံမနောကံဟာပုတ်ဆွေးသွားလိမ့်မယ်တဲ့ကာယကံဝစီကံမနောကံဘာဖြစ်တယ်ပုတ်ဆွေးသွားလိမ့်မယ်တဲ့ဘာဖြစ်လို့ပုတ်ဆွေးတာကိလေသာရေတွေဆွတ်လို့ဘာလို့ကိလေသာရေဆွတ်တာတော့စောင့်ရှောက်မှုမရှိလို့ဟုတ်လားဘာဖြစ်လို့စောင့်ရှောက်မှုမရှိတာဆိုတော့စိတ်ကိုစောင့်ရှောက်မထားလို့တရားလေးကသူခွင်းဆက်လေးနဲ့သူနော်ဒီနေရာမှာဥရှင်တို့ကာယကံဝစီကံမနောကံဟာကိလေသာရေတွေဆွတ်ပြီးတော့ပုတ်ဆွေးသွားတယ်ဆိုတာဘာပြောတာတော့နော်မကောင်းတဲ့အကုသိုလ်ကံတွေဒုစရိုက်မှုတွေကိုပြုမိပြောမိတွေးမိတာကိုကံသုံးပါးပုတ်ဆွေးတယ်လို့ပြောတာပါလူငယ်တွေနားလည်အောင်ပြောရရင်တော့သူတော်အသက်ကိုတတ်မယ်သူတော်ပစ္စည်းမတရားယူမယ်ကာမကိစ္စဖောက်ပြန်မှားယွင်းစွာကျင့်သုံးမယ်ဆိုရင်ဒါကာယကံပုတ်ဆွေးတယ်လို့ခေါ်ရတယ်မတန်ရှင်းတော့ဘူးမစင်ကြယ်တော့ဘူးပေါ့ကိုယ့်ရဲ့ကာယကံဟုတ်လားလိန်ညာတဲ့စကားကိုပြောမယ်ကြမ်းထမ်းတဲ့စကားကိုပြောမယ်ဂုံစကားကိုပြောမယ်ဘာအနှစ်သာရမှမရှိတဲ့စကားသိမ်းစပစ်ခြင်းတွေကိုပြောမယ်ဆိုရင်ဒါကိုယ့်ရဲ့ဝစီကံဟာပုတ်ဆွေးတယ်ပေါ့မတန်ရှင်းဘူးပေါ့အဲ့ဒါလိုပဲအဘိဇ္ဇာပြပါဒမိစ္ဆာဒိဋ္ဌိသူတော်ပစ္စည်းမတရားယူလို့တဲ့စိတ်မတရားရလို့တဲ့စိတ်ဟုတ်လားသူတော်ကိုဆင်းရဲစေလို့တဲ့စိတ်မှားယွင်းတဲ့အယူအဆဒါတွေရှိမယ်ဆိုရင်မနောကံပုတ်ဆွေးတယ်လို့ဆိုရတယ်ပေါ့အဲ့ဒါလိုကံသုံးပါးပုတ်ဆွေးပြီဆိုလို့ရှိရင်တော့တဲ့နဗတ္တကံမရဏဟောတိနဗတ္တကံကာလကိရိယာအဲ့ဒီပုဂ္ဂိုလ်ရဲ့သေခြင်းသည်ကောင်းသောသေခြင်းမဖြစ်နိုင်ဘူးအဲ့ဒီပုဂ္ဂိုလ်ရဲ့ကွယ်လွန်ခြင်းသည်ကောင်းသောကွယ်လွန်ခြင်းမဖြစ်နိုင်ဘူးတဲ့ဟောအသေးကောင်းဖို့အတွက်စပြောနေတာနော်စဉ်းစားကြည့်နော်ဒါလေးကိုဦးဇင်းတို့ပြန်ပြီးတော့ပြောပြမယ်ဟုတ်လားတခါကြီးစိတ်ကိုယ်သာမစောင့်ရှောက်ဘူးဆိုရင်ကာယကံဝစီကံမနောကံကံသုံးပါးကိုစောင့်ရှောက်ထားတယ်လို့မဆိုနိုင်ဘူးကံသုံးပါးစောင့်ရှောက်မှုမရှိဘူးဆိုရင်ယာကဒေါသမောဟရေတို့ဖြင့်ဆွဆွမယ်အဲ့ဒါဆိုရင်အဲ့ဒီကံသုံးပါးသည်မကောင်းမှုတွေကိုလုံမိသောအားဖြင့်ပုတ်ဆွေးသွားလိမ့်မယ်ဒါဆိုရင်တော့နောင်တတရားတွေနဲ့ဒီပုဂ္ဂိုလ်ရဲ့သေခြင်းကွယ်လွန်ခြင်းသည်ကောင်းသောသေခြင်းကွယ်လွန်ခြင်းမဖြစ်နိုင်ဟုတ်လားအဲ့ဒါကိုမြတ်စွာဘုရားကဥပမာလေးပေးပြီးတော့ဆက်ဟောတယ်တခါကြီးတဲ့အိမ်တစ်လုံးကိုကောင်းကောင်းမိုးမထားဘူးဆိုလို့ရှိရင်အဲ့ဒီအိမ်ရဲ့အချင်းရနယ်တွေကိုလည်းစောင့်ရှောက်ထားတယ်လို့မဆိုနိုင်ဘူးတဲ့အဲ့ဒီအိမ်ရဲ့အကာတွေကိုလည်းစောင့်ရှောက်ထားတယ်လို့မဆိုနိုင်ဘူးတဲ့နော်အိမ်ကိုကောင်းကောင်းမိုးမထားဘူးဆိုရင်အချင်းရနယ်တွေအကာတွေကိုစောင့်ရှောက်ထားတယ်လို့ဆိုနိုင်မလားမဆိုနိုင်ဘူး။ဘာလို့ဆိုမိုးရွာတိုင်းမိုးရေတွေဆိုတော့မယ်။မိုးရေဆိုပါများပြီဆိုရင်တော့အဲ့ဒီအိမ်ကြီးဟာမဖြစ်သွားဘူးလို့ဆွေးမြေ့ပြီးတော့ပြိုလဲပျက်စီးသွားမယ်။ပြီးတဲ့ဥမာမကောင်းဘူးလားဗျာ။ကောင်းတယ်နော်။ဒီခန္ဓာကိုယ်ကြီးဟာလည်းပဲအဲ့ဒီအိမ်ကြီးတစ်လုံးနဲ့တူတယ်။
ပဂတိအိမ်မှာအရေးအကြီးဆုံးအစိတ်အပိုင်းဒီဘာလဲလို့မေးရင်အမိုးလို့ပြောရဟုတ်လားအမိုးမကောင်းရင်ကျန်တာဘာမှပြောလို့မရတော့ဟုတ်တယ်မဟုတ်လားပဂတိအိမ်မှာအရေးအကြီးဆုံးအစိတ်အပိုင်းဒီအမိုးဖြစ်တယ်အဲ့ဒါလိုပဲဒီခန္ဓာအိမ်မှာအရေးအကြီးဆုံးအစိတ်အပိုင်းဒီစိတ်ဖြစ်တယ်နော်အမိုးကောင်းကောင်းမိုးမထားရင်တအိမ်လုံးမိုးရီတွေရွှဲရွှဲရှူပြီးတော့ရွှေ့မြစ်ပြီးတော့ပြိုလဲပျက်စီးသွားမယ်အဲ့လိုပဲစိတ်ကိုစောင့်ရှောက်မှုမရှိဘူးဆိုရင်ကံသုံးပါးဟာဖြစ်ချင်တိုင်းဗယံဗရာဖြစ်ချင်တယ်လို့ဖြစ်ပြီးတော့မစင်မကြဲမတတ်မရှင်းတဲ့အဲ့ဒီပုဂ္ဂိုလ်ရဲ့တည်ခြင်းဒီကောင်းသောတည်ခြင်းမဖြစ်နိုင်ဘူးနော်ကွယ်လွန်ခြင်းဒီလည်းကောင်းသောကွယ်လွန်ခြင်းမဖြစ်နိုင်ဘူးဒါကြောင့်မိမိရဲ့စိတ်ကိုကောင်းစွာစောင့်ရှောက်ရမယ်စိတ်ကိုစောင့်ရှောက်ထားမယ်ဆိုရင်ကံသုံးပါးကိုစောင့်ရှောက်ပြီးသားဖြစ်သွားတယ်တဲ့မြတ်စွာဘုရားကနော်တခြားစီစောင့်ရှောက်နေရတာမဟုတ်စိတ်ကိုစောင့်ရှောက်လို့တဲ့နဲ့ကာယကံဆိုတဲ့အလုပ်တွေကိုစောင့်ရှောက်ပြီးသားဖြစ်တယ်ဝစီကံဆိုတဲ့အပြောတွေစောင့်ရှောက်ပြီးသားဖြစ်တယ်မနောကံဆိုတဲ့အတွေးကိုလည်းစောင့်ရှောက်ပြီးသားဖြစ်သွားတယ်ဒါဆိုရင်ဒီကံသုံးပါးဒီရာဂဒေါသမောဟရေတွေမဆိုးတော့ဘူးပေါ့အဲ့ဒါဆိုရင်လည်းပဲပုတ်ဆွေးမှုမရှိတော့ဘူးတန်ရှင်းစင်ကြယ်တယ်ဟုတ်လားဒါဆိုရင်အဲ့ဒီပုဂ္ဂိုလ်ရဲ့ကွယ်လွန်ခြင်းတည်ဆုံးခြင်းဒီအလွန်မွန်မြတ်သောတည်ဆုံးခြင်းကွယ်လွန်ခြင်းသာဖြစ်မယ်အိမ်တစ်လုံးကိုကောင်းကောင်းမိုးထားရင်အိမ်ကြီးတစ်ကလုံးလုံးကိုစောင့်ရှောက်ပြီးသားဖြစ်တယ်ဘာမှပုတ်ဆွေးပြီးတော့ပြိုလဲသွားစရာအကြောင်းမရှိဘူးဟုတ်လားဒါပစုကိုဟောတာတော့ဆိုတော့နာရဘိန်တတိကြီးကိုမြတ်စွာဘုရားဟောတာပါဒါကြောင့်ပိဋကပေါင်းသူတော်ကောင်းတို့ဒုတိယအချက်အသေးကောင်းဖို့အတွက်ဘာကြိုးစားကြရမှာလဲလို့မေးရင်ကိုယ့်ရဲ့စိတ်ကလေးကိုကောင်းစွာစောင့်ရှောက်ပေးရမယ်စိတ်ကိုစောင့်ရှောက်မှကံသုံးပါးကိုစောင့်ရှောက်ရရောက်တယ်စောင့်ရှောက်ထားမှဒီကံသုံးပါးသည်ရှင်ကျယ်မယ်တန်ရှင်းမယ်ဓမ္မနောင်တဘာမှရစရာအကြောင်းမရှိတဲ့အတွက်ကြောင့်သူ့ရဲ့တည်ခြင်းသည်ဆိုဝါသောတည်ခြင်းဖြစ်စရာအကြောင်းမရှိပါဘူးကောင်းသောတည်ခြင်းပဲဖြစ်မယ်ပေါ့နော်ဒါကြောင့်ဘဝမှာကိုလှုပ်ထားတဲ့အလုပ်ကလေးတွေကိုပြောထားတဲ့အပြောလေးတွေကိုတွေးထားတဲ့အတွေးလေးတွေနဲ့ပတ်သက်ပြီးတော့ငါဘာမှသူများကိုထိခိုက်စေတာကိုမလုပ်ဘူးမပြောဘူးမတွေးဘူးလို့ဒီလိုလေးမြန်ကိုတော့စဉ်းစားလို့ရမယ်ဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဟာအသေးချိုးစရာအကြောင်းမရှိဘူးငါအလုပ်ကြောင့်သူများကိုထိခိုက်ခဲ့ပါလားငါအပြောတွေဟာသူများကိုထိခိုက်ခဲ့ပါလားလို့တွေးနေရမယ်ဆိုရင်တော့အသေးကောင်းစရာသိပြီးတော့မရှိဘူးပေါ့ဟုတ်ရလားအဲ့လိုမျိုးကာယကံဝစီကံမနောကံအပြစ်ကင်းဖို့တန့်ရှင်းဖို့မပုတ်ဆွေးဖို့အတွက်ဘာလုပ်ရမလဲစိတ်ကိုစောင့်ရှောက်ရမယ်စိတ်ကိုဘာနဲ့စောင့်ရမှာတုံးလို့မေးရင်တော့တတိနဲ့စောင့်ရမယ်ပြီးတယ်ဘာနဲ့စောင့်တတိနဲ့စောင့်ရှောက်ရမယ်တတိဟာဒီစိတ်ကိုလုံခြုံမှုရှိအောင်ကာကွယ်တဲ့နေရာမှာစောင့်ရှောက်တဲ့နေရာမှာအစွမ်းအထက်ဆုံးစောင့်ရှောက်တတ်တဲ့အရာပဲနော်ဒီတတိလေးရှိရင်ကိုဟာအကာအကွယ်ရှိတယ်ကိုကိုစောင့်ရှောက်မဲ့လို့ရှိတယ်တကယ်တည်းကတတ္တဝါတွေကိုစောင့်ရှောက်တာဟာဒီတတိပဲတတိမရှိရင်အဲ့ဒီပုဂ္ဂိုလ်ဟာအဆောင်ရှောက်မဲ့တယ်တတိမရှိရင်အဲ့ဒီပုဂ္ဂိုလ်ဟာအကာအကွယ်မဲ့တယ်တကယ်ကတော့ဆိုကြပါစို့အပေါ်ယံလေးဦးချင်းပြောမယ်နော်လမ်းကူးတယ်ဟိုဘက်ကဒီဘက်ကကြည့်တတိကလေးထားတတိမထားရင်ဘာဖြစ်မလို့ကားတိုက်မယ်ပေါ့ဟုတ်တယ်မဟုတ်လားငိမ့်မိငေးရငေးပြီးတော့ဘာမှမတွေးဘဲနဲ့ဘာမှတတိမထားဘဲနဲ့သွားရင်ဘာလုပ်မလို့ကားတိုက်မယ်ပေါ့အဲ့တော့ကိုယ့်ကိုကားမတိုက်အောင်စောင့်ရှောက်တာဘယ်လိုလုပ်လို့မင်းကိုယ့်တတိပဲဟောအသက်ကြီးလာပြီရေချိုးခန်းနဲ့သွားရင်တတိကလေးထားပြီးတော့သွားဘာဖြစ်လို့တော့ချော်မလဲအောင်လို့ပေါ့ကိုယ့်ကိုချော်မလဲအောင်စောင့်ရှောက်တာကဘယ်လိုလုပ်လို့မင်းရင်ကိုယ့်တတိပဲဒါအပေါ်ယံလေးကိုပြောတာပါအဲ့လိုပဲစားတဲ့ခါလဲတတိနဲ့စားသွားတဲ့ခါလဲတတိနဲ့သွားပြောတဲ့ခါလဲတတိနဲ့ပြောကိုယ့်ကိုမကောင်းတာမဖြစ်အောင်ကာကွယ်စောင့်ရှောက်မဲ့အရာဒီကိုယ့်ရဲ့တတိပဲဟုတ်တယ်မဟုတ်လားနောက်ဆုံးလေးလေးနက်နက်ပြောရမယ်ဆိုရင်ဒီစိတ်သေးကိုရာဂဒေါသမောဟကိလေသာဝင်မလာအောင်တားနိုင်တဲ့အရာဟာလည်းတတိပဲရှိတယ်တတိရှိရင်ဘယ်ကိလေသာမှဝင်လို့မရကိလေသာဝင်လာတယ်ဆိုတာတတိမရှိလို့ဝင်လာတာစိတ်မှာတတိအကာအကွယ်မဲ့နေတဲ့အတွက်ကြောင့်လူကျင်မှုတွေမကျေနပ်မှုတွေဆိုတာဖြစ်လာတာအဲ့တော့ဒီတတိကဘယ်မှာထားရမှာတော့ဘယ်မှာရှိရမှာတော့ဆိုတော့ဒီခန္ဓာမှာထင်ရှားဖြစ်နေတဲ့သဘာဝတရားရဲ့ပုံမှာတတိကရှိရမှာတတိကထားရမှာဟုတ်လားထင်ရှားဖြစ်နေတဲ့သဘာဝတရားကတော့များစွာရှိတယ်ဖြစ်နေကြတယ်ယုံနံလို့အကြံဉာဏ်ပြောရင်တော့2မျိုးပေါ့ဟုတ်လားယုတ်ရဲ့သဘာဝတွေကိုအသေးစိတ်ပြောမယ်ဆိုရင်တော့များစွာနာမ်ရဲ့သဘာဝတရားတွေကိုအသေးစိတ်ပြောမယ်ဆိုရင်တော့များစွာရှိတယ်ပေါ့အဲ့တော့ဒီခန္ဓာမှာဖြစ်ပေါ်လာတဲ့သဘာဝတရားတွေကို
တတိထားပြီးတော့တိနေအောင်ကြိုးစားနေမယ်ဆိုရင်တတိရှိနေတဲ့အတွက်ကြောင့်အဲ့ဒီအခိုက်အတန့်မှာဒီစိတ်ထဲကိုဘယ်ကိလေသာမှဝင်ပြီးတော့နှောင့်ယှက်လို့မရအောင်ဘာလို့ဆိုတတိကအကောင်းဆုံးကာကွယ်ရေးတာဝန်ကိုယူထားတယ်ဟုတ်လားအကောင်းဆုံးရှောက်ရှောက်ပေးနေတယ်ဒါကြောင့်တတိမရှိရင်တရားဓမ္မတို့ဦးဇင်းတို့ရဲ့ဘဝဟာအကာအကွယ်မဲ့တယ်အဆောင်ရှောက်မဲ့တယ်တတိရှိရင်အကာအကွယ်ရှိတယ်အဆောင်ရှောက်ရှိတယ်များသောအားဖြင့်လူတွေကကိုယ့်ကိုစောင့်ရှောက်ဖို့သူများကိုအားကိုးကြတယ်ဟုတ်လားသူတို့ကတော့တော်တော်ကိုဟုတ်နေတာအခုထက်အများကြီးတော်တယ်လို့ထင်လို့ရှိရင်အားကိုးကြတယ်ပေါ့နော်အဲ့ဒါကအားကိုးလို့မရဘူးလို့မဆိုလိုပါဘူးဒါပေမဲ့အဲ့ဒါကအပေါ်ယံပဲတယောက်ကိုတယောက်ကာကွယ်လို့ရတယ်စောင့်ရှောက်လို့ရတယ်ဆိုတာအပေါ်ယံပါတကယ်တမ်းကကိုကာကွယ်ရမယ်ကိုစောင့်ရှောက်ရမယ်ကိုကာကွယ်တယ်စောင့်ရှောက်တယ်ဆိုတဲ့နေရာမှာလည်းပဲဘယ်ဟာကစောင့်ရှောက်မှာတုံးဆိုရင်တတိကသာလည်းစောင့်ရှောက်ပဲတတိမရှိရင်ကိုဟာကိုမကာကွယ်နိုင်ဘူးကိုမစောင့်ရှောက်နိုင်ဘူးဒါကြောင့်ပိဋကပေါင်းသူတော်ကောင်းတို့စိတ်ကိုဘာနဲ့စောင့်ရှောက်ရမှာလဲလို့မေးရင်တတိနဲ့စောင့်ရှောက်ရမယ်ဆိုတာလေးလည်းပဲဆွမြဲဘာလို့ကြအောင်လို့မှတ်ထားကြရမယ်စိတ်မှာတတိရှိနေတာနဲ့အမျှဒီစိတ်ကိုစောင့်ရှောက်ပြီးသားဖြစ်ပြီးတော့ကံသုံးပါးကိုလည်းစောင့်ရှောက်ပြီးသားဖြစ်သွားတယ်အလွန်မှထိရောက်တဲ့နေပေါ့ဟုတ်လားကံသုံးပါးစောင့်ရှောက်ပြီးသားဖြစ်သွားရင်ဘာကိလေသာရေမှဝင်စရာအကြောင်းမရှိဘူးဘာပုတ်ဆွေးစရာအကြောင်းမှမရှိဘူးဒါဆိုရင်တေခြင်းဆိုးစရာအကြောင်းမရှိဘူးပေါ့ဒါကြောင့်ပိဋကပေါင်းသူတော်ကောင်းတို့ဒုတိယနောက်အသေးကောင်းဖို့အတွက်အလွန်ကောင်းမွန်တဲ့နိလန်းကတော့စိတ်ကိုတတိနဲ့ကာကွယ်ဆောင်ရှောက်ပါဟုတ်ရလားအဲ့တော့အသေးကောင်းဖို့အတွက်ဦးဇင်းတို့ပိဋကပေါင်းသူတော်ကောင်းတို့နီးဘယ်နှမျိုးမှတ်သားခဲ့ပြီတော့2မျိုးအထမင်းပြောလိုက်တဲ့နီးကကုသိုလ်ကောင်းမှုကိုအခွင့်အခါသင်တိုင်းကြိုးစားအထောက်ပါဘယ်ကုသိုလ်လေးကိုပြုမယ်လို့ကန့်သက်ချက်မထားပါနဲ့ဟုတ်လားဒါနပြုဖို့သင်လာပြီဆိုရင်ဒါနပြုပါသီလဆောင်ထိန်ဖို့သီလချိုးဖောက်ဖို့အခြေအနေကြုံလာပြီဆိုရင်မချိုးပေါက်အောင်ထိန်းခြင်းသည်ပင်လည်းဒါသီလကိုဆောင်ထိန်နေပေါ့ဟုတ်လားတမာတိပညာကုသိုလ်ကောင်းမှုတွေလည်းဆုံးအားရှိသမျှပြုရမယ်ပေါ့အဲ့ဒါလိုပြုခြင်းသည်အသေးကောင်းဖို့ကြိုးစားတာတစ်ချက်နောက်မိမိရဲ့စိတ်ကိုတတိနဲ့ကာကွယ်စောင့်ရှောက်ခြင်းသည်ကံသုံးပါးကိုစောင့်ရှောက်ရာရောက်ပြီးတော့ထိုကံသုံးပါးတန့်ရှင်းစင်ကြယ်ပြီးတော့အသေးကောင်းမှလိမ့်မယ်လို့မြတ်စွာဘုရားဟောထားတယ်နော်ဒါကြောင့်ပိဋကပေါင်းသူတော်ကောင်းတို့အသေးကောင်းဖို့ဆိုတဲ့ခေါင်းစဉ်အောက်မှာပြောလိုက်တဲ့နိလန်းဘယ်နှမျိုးလဲဗျာ2မျိုးနံပါတ်1ကုသိုလ်ကောင်းမှုကိုများစွာပြုရမယ်နံပါတ်2မိမိရဲ့စိတ်ကိုတတိနဲ့ကာကွယ်ဆောင်ရှောက်ပေးရမယ်ဟုတ်လားအဲ့တော့ဦးဇင်းတို့ဘာပြောဖို့ကြံနေတော့အသေးလွတ်ဖို့ဆိုတာကြံနေတယ်နော်တရားကောင်းစဉ်ပေးထားတာကအသေးကောင်းဖို့အသေးလွတ်ဖို့ဟုတ်လားအဲ့တော့ဒီနေရာမှာအသေးကောင်းယုံမြနဲ့တရားဓမ္မတို့ဦးဇင်းတို့မြတ်စွာဘုရားရဲ့အဆုံးအမသာသနာနဲ့တွေ့ရတဲ့လူတယောက်အဖို့ပြည့်စုံပြီလို့မဆိုနိုင်ဘူး။အောင်ဆိုကြပါစို့ဒီဘဝအသေးကောင်းအောင်ကြိုးစားလို့အသေးကောင်းတယ်။နောက်ဘဝကောင်းတဲ့နေရာရောက်သွားမယ်ပေါ့။ဒါပေမဲ့ဟိုနောက်ဘဝရောက်ရင်နောက်ဆိုးတဲ့မိတ်ဆွေရုပ်တွေနဲ့ပေါင်းမိပြီးတော့မဟုတ်တာတွေလုံမိပြီးတော့ယုံညံ့တဲ့ဘဝတွေကိုလည်းပြန်ပြီးတော့ရောက်သွားနိုင်သေးတာပဲ။ဟုတ်တယ်မဟုတ်လား။ဘာမှစိတ်မချရဘူးမသေးကြဘူးမရေရဘူး။ကိုယ့်ရဲ့အနာဂတ်ခရီးဟာမသေးကြသေးဘူးမရေရသေးဘူးအသေးကောင်းယုံမျှနဲ့မသေးကြသေးဘူးမရေရသေးဘူးဟုတ်လားဒုတိယဘဝလောက်ပဲစိတ်ချရမယ်ဟိုတတိယသရုတ်ထဘဝတွေမှာကြတော့စိတ်မချရတော့ဘူးဟုတ်လားဒါကြောင့်ပိဋကပေါင်းသူတော်ကောင်းတို့အသေးကောင်းဖို့ဆိုတာနဲ့မလုံလောက်သေးဘူးဘာလို့ကြရမှာတော့အသေးလွတ်ဖို့တဲ့ဟုတ်လားဒါကြတော့ဦးဇင်းတို့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးရဲ့အဓိကရည်ရွယ်ချက်လို့ဆိုကြပါစို့ဘဝမှာဘာတွေပဲဖြစ်ဖြစ်ဒီနေ့ကြတော့တေချာရမှာပါအဲ့ဒီတေချာရမှာပါဆိုတဲ့တစ်ချက်ကိုထက်တဲဝင်ကြည်ကြည်လဲလဲတိထားမယ်ဆိုရင်ဘဝသည်ဘာအနှစ်သာရမှမရှိဘူးဆိုတာကိုနားလည်နိုင်တယ်ဟုတ်လားဘာဖြစ်သေးမှာပဲလေဘာမှလှုပ်ချင်ကန်ချင်သေးမရှိအောင်ပြောနေတာမဟုတ်ပါဘူးဘဝနဲ့ပတ်သက်ပြီးတော့လေးလေးနက်နက်စဉ်းစားကြည့်ပါသူဘာကြီးပဲဖြစ်ဘာပဲပိုင်းအချိန်ကြတော့ပြီးသွားရောသေသွားရောဟုတ်လားဒါကြောင့်ဒီသေဆုံးခြင်းကိုတရားဓမ္မတို့ဦးဇင်းတို့တွေနားလေသလိုနဲ့နားမလဲတဲ့အပိုင်းတွေအများကြီးရှိတယ်သေခြင်းတရားနဲ့ပတ်သက်ပြီးတော့တရားဓမ္မတို့ဦးဇင်းတို့နားလေတဲ့အစိတ်အပိုင်းတွေအလွန်မှသေးတယ်နားမလဲတဲ့အစိတ်အပိုင်းတွေအလွန်မှများတယ်ဒ
ဒါကြောင့်သိခြင်းတရားကိုတဖြည်းဖြည်းနဲ့နားလည်အောင်အကျဉ်းချင်းအဖန်ဖန်စဉ်းစားဆင်ခြင်ပေးရမယ်သိခြင်းတရားကိုစဉ်းစားဆင်ခြင်လာတာနဲ့အမျှဘဝရဲ့အကြောင်းကိုတဖြည်းဖြည်းနဲ့နားလည်လာနိုင်တယ်ဦးဇင်းစိတ်ထဲမှာတွေးမိတာလေးတစ်ခုရှိတယ်ဟောဒီသိခြင်းတရားဆိုတာကြီးဟာဘဝရဲ့အမှန်တရားကိုကြည့်ဖို့မြင်ဖို့အတွက်အလွန်ကောင်းတဲ့ပရင်းပေါက်ပဲလို့ဦးဇင်းစိတ်ကတော့အဲ့လိုခံစားရတယ်နော်ဘဝရဲ့အကြောင်းကိုမှန်မှန်ကန်ကန်သိဖို့မြင်ဖို့အတွက်နော်ကြည့်စရာအလွန်ကောင်းတဲ့ပရင်းပေါက်ကြီးတစ်ချက်အဲ့ဒါကိုလှက်ပြီးတော့ကြည့်ပါဟုတ်လားတူဘာတွေပဲရရဘာတွေပဲဖြစ်ဖြစ်ချွင်းချက်မရှိဘူးနော်ဘာတွေပဲဖြစ်ဖြစ်ပြီးရင်ဘာဖြစ်သွားပျက်စီးသွားဟုတ်လားဒီပျက်စီးလက်တန်သောအရာကိုမုံမှန်ရင်းနဲ့အချိန်ကုန်နေတာအတိတ်ပဲရှိသလားအကွက်ကိုစဉ်းစားပေါ့ဟုတ်လားအရင်တော့ငယ်ငယ်တုန်းကနော်ကလေးဘဝတုန်းကသဲအိမ်ကလေးတွေစောက်တန်းကစားတာကိုအမှတ်ရတယ်ပေါ့နော်မိုးရွာပြီဆိုရင်နော်တလင်းနဲ့ထွက်ပြီးတော့သဲတွေဖုံတွေရှုပြီးတော့အဲ့ဒီခြေပမိုးလေးပေါ်ကိုသဲတွေအုံပြီးတော့ဒီခြေတော်လေးကိုပြန်ထုတ်ပြီးတော့လှိုင်ကောင်းလေးရတယ်ဟုတ်လားစောက်ဖို့တယ်ဟုတ်လားဘယ်လောက်ကြာတော့အဲ့ဒီအိမ်လေးကလောက်မှမကြာဟုတ်လားခဏနေတော့ဘာလို့မရှိတော့စော်ရင်းနဲ့ပဲပြတ်သွားတယ်ပေါ့ခုတကယ်မှတော့ဦးရှင်တို့တွေကလည်းတကယ်တမ်းကတော့ဒီခန္ဓာကိုယ်ကြီးဟာပျက်စီးမဲ့အရာနောက်ရမယ့်ခန္ဓာကလည်းပျက်စီးမဲ့အရာပျက်စီးမဲ့အရာတွေနဲ့ဆော့ကစားနေကြတဲ့ကလေးတငယ်တွေလိုပဲလို့အဲ့လိုပြောလို့မရဘူးလားအဲ့ဒါတန်ရုပ်ပါဠိတော်ထဲမှာမြတ်စွာဘုရားဟောထားတာရှိတယ်နော်ယဟန်တို့တဲ့ကလေးတွေဟာကစားစရာပစ္စည်းအမျိုးမျိုးနဲ့ကစားကြတယ်ပေါ့အဲ့ဒီကစားစရာတွေရဲ့အပေါ်မှာဆွဲလန်းတက်မဲ့မှုမကင်းသေးသမျှသူတို့ဟာအဲ့ဒီကစားစရာပစ္စည်းတွေနဲ့ဆက်ပြီးတော့ကစားနေကြသေးတယ်ဟုတ်လားနောက်တစ်ချိန်မှာဒီကစားစရာပစ္စည်းတွေရဲ့အပေါ်မှာဆွဲလန်းမှုမမောမှုတွေ့တာမှုကင်းသွားပြီဆိုတာနဲ့အဲ့ဒီကစားစရာပစ္စည်းတွေကိုဖြန့်ကျဲပြီးတော့သူတို့မကစားတော့ဘူးတဲ့ခုတကကြီးတို့မိုက်တို့အရင်တို့အသက်ကြီးလာပြီဆိုတော့ဒါလောကအနေနဲ့ပြောတာပါငယ်ငယ်တုန်းကလို့ကလေးကစားစရာလေးတွေနဲ့ကစားနေကြသေးလားမကစားပါဘူးအဲ့လိုကစားနေရင်လည်းစေယောဂဆေးရုံပို့ပဲရှိတယ်ဟုတ်လားအဲ့လိုမကစားတော့ဘူးဘာဖြစ်လို့တုံးဆိုတော့ငါကစားတဲ့အရွယ်မဟုတ်တော့ဘူးလေဟုတ်လားဒါပေမဲ့ကလေးတုန်းကတော့အဲ့ဒါတွေပျက်စီးသွားပြီဆိုရင်ဘာလုပ်ရတော့ငိုရတယ်အဲ့ဒါရဖို့အတွက်အရန်ကြိုးစားရတယ်အဲ့ဒါမပျက်စီးဖို့အတွက်အရန်အားထုတ်ရတယ်ပေါ့ဟုတ်လားစဉ်းစားကြည့်နော်အဲ့လိုပဲဦးဇင်းတို့ပုထုဇဉ်ဘဝမှာဒီခန္ဓာကိုယ်နဲ့ပတ်သက်ပြီးတော့ဒကာဓမ္မတို့ဦးဇင်းတို့အမှန်အတိုင်းမတိကျသေးတဲ့အတွက်ကြောင့်ကစားစရာပစ္စည်းကိုတက်မဲ့မောနေတဲ့ကလေးတယောက်လိုဆော့နေကြတော့ကစားနေကြတော့အကယ်၍သစ္စာလေးပါးကိုသိလို့အရိယာသူတော်စင်ဖြစ်ပြီဆိုရင်တော့ဒီကစားစရာပစ္စည်းတွေဟာမမောစရာမဟုတ်ဘူးဆိုတာကိုသူတို့စပြီးတော့သိတယ်ပေါ့ယဟန္တာဖြစ်ပြီဆိုရင်တော့မကစားတော့ဘူးပေါ့နောက်သောတာပန်ဖြစ်မယ်ဆိုရင်ကိုပဲအလွန်ဆုံးကာမဘုံမှာ9ဘဝလောက်ပဲကစားပြီးရင်သူမကစားတော့ဘူးပေါ့သဘောပေါက်ရဲ့လားနော်ဒါကြောင့်ပိဋကပေါင်းသူတော်ကောင်းတို့သိခြင်းတရားကိုစဉ်းစားဆင်ခြင်ခြင်းသည်ဘဝရဲ့အကြောင်းခန္ဓာရဲ့အကြောင်းကိုနားလည်သဘောပေါက်ဖို့အတွက်အလွန်တရာမှအရေးပါတဲ့အချက်လို့နားလည်ရမယ်စဉ်းစားကိုယ့်အကိုစဉ်းစားကိုယ်မှဉာဏ်ရှိတယ်နော်စဉ်းစားတဲ့အခါမှာကိုယ်တယောက်တည်းသိရလိမ့်မယ်လို့စဉ်းစားတာဟာမပြည့်စုံဘူးမြင်သမျှတတ္တဝါတွေအကုန်လုံးသိရမယ်လို့စဉ်းစားမှပြည့်စုံတာလူတွေကြီးစဉ်းစားလို့လည်းမပြည့်စုံဘူးတိရစ္ဆာန်တွေကိုလည်းစဉ်းစားနော်နတ်တွေပါတွေဒါချို့လည်းပဲဘုရားဘာသာဝင်တွေဖြစ်တဲ့အတွက်ကြောင့်ယုံကြည်ကြပြီးသားပါဟုတ်လားဒါတွေလည်းဘာဖြစ်ရမလို့ပျက်စီးရမှာပဲသိရမှာပဲဒါပျက်စီးခြင်းကလွတ်တဲ့တတ္တဝါဆိုတာလောကမှာမရှိဘူးအဲ့ဒါကိုပိဋကပေါင်းသူတော်တို့စဉ်းစားမယ်ဆိုရင်အသေးလွတ်ချင်တဲ့စိတ်ကလေးတော့ပေါက်လာစေရရှိတယ်မွေးဖွားလာတယ်အစဉ်ပြေတာမပြေတာတွေကိုရင်ဆိုင်ပဲပြီးတော့ပျက်စီးသွားတယ်တဖန်မွေးဖွားလာပြန်တယ်အစဉ်ပြေတာမပြေတာတွေကိုရင်ဆိုင်ပဲပြီးတော့ပျက်စီးသွားပြန်တယ်ဟောနောက်တစ်ခါလာတော့လဲဒါပဲနောက်တစ်ခါလာတော့လဲဒါပဲထူးတဲ့ဇလံမဟုတ်မထူးတဲ့ဇလံနေဒီဇလံဟာထူးတဲ့ဇလံလို့ထင်နေရင်တော့စိတ်ဝင်စားမယ်ပေါ့ဒီဇလံဟာထူးတဲ့ဇလံမဟုတ်ပါဘူးဆိုရင်တော့စိတ်မဝင်စားဘူးဟုတ်လားအဲ့ဒါလို့ဆိုရင်ဒီဇလံကိုရက်ချင်စိတ်ပေါက်နိုင်တယ်ပေါ့အဲ့တော့ဦးဇင်းတို့အသေးလွတ်ဖို့ဆိုတာကိုမပြောသေးခင်မှာအသေးလွတ်ချင်စိတ်ပေါက်တဲ့တယ်ဆိုတာကိုပဲအရင်စပြောနေတာပါ။အောင်ဆိုအသေးလွတ်ဖို့ဆိုတာကပိဋကတို့စဉ်းစားသေတယ်ဆိုတာဘာလို့သေတုံးလို့မေးရင်သေတတ်တဲ့ဘဝကိုရလို့သေတာပါ။ရိုးရိုးလေးနော်။အပေါ်ယံစဉ်းစားရင်တော့ကင်ဆာဖြစ်လို့ယောဂါတွေဖြစ်လို့ဘယ်သူတွေကလှုပ်ကြံလို့ဘာဖြစ်လို့ညဖြစ်လို့
ဒါကအပေါ်ယံအကြောင်းတရားတွေအဲ့ဒီအကြောင်းတရားကသိဖို့ဘာမှအခက်အခဲမရှိဘူးသိတယ်ဆိုတာဘာလို့သိတာတော့လို့မေးရင်သိတတ်တဲ့ခန္ဓာကိုရလို့တနည်းအားဖြင့်မခိုင်မြဲသောအမြဲမတည်တံ့သောခန္ဓာကိုရလို့သိရတာဟုတ်လားအဲ့လိုဆိုရင်မသိခြင်းဘာလို့မလို့ဆိုတော့သိတတ်တဲ့ခန္ဓာကိုမရအောင်လုပ်ဖို့ရှိတယ်ဟောအဲ့ဒီအချက်ကြတော့ဒကာဓမ္မတို့ဦးဇင်းတို့ပုထုဇဉ်တွေအနေနဲ့ဉာဏ်သက်ဝင်နိုင်ဖို့ခဲရင်သွားပြီဒီခန္ဓာမရဖို့ဒီဘဝမရဖို့ဆိုရင်ဒကာဓမ္မတို့ဦးဇင်းတို့တွေကဘဝရဲ့ပုံမှာခန္ဓာရဲ့ပုံမှာအလွန်တွေ့တာမမောနေကြတဲ့ပုံကိုယ်တွေပေါ့ဘဝမရှိဘဲနဲ့ခန္ဓာမရှိဘဲနဲ့ဘယ်လိုလုပ်ချမ်းသာမလဲလို့ဘဝမရှိတဲ့အဖြစ်ခန္ဓာမရှိတဲ့အဖြစ်ကိုရကျင်တဲ့စိတ်ပေါက်ဖို့ဆိုတာတုံယုံတန်ယုံဉာဏ်နဲ့မလွယ်သေးဘူးသဘောပေါက်လားဦးဇင်းပြောတာဟုတ်လားဒါကြောင့်ဦးဇင်းတို့အသေးလွတ်ဖို့ဆိုတာထက်အသေးလွတ်ချင်စိတ်ပေါက်ဖို့ဆိုတာကပို့ပြီးတော့စဉ်းစားရမရှိဘူးလားအဲ့တော့အသေးလွတ်ချင်တယ်ဆိုရင်တည်တတ်တဲ့ခန္ဓာတွေကိုမရအောင်လုပ်ဖို့လိုတယ်အဲ့တော့ခန္ဓာမရအောင်လုပ်ဖို့ဆိုတာထက်ခန္ဓာမရခြင်းစိတ်ပေါက်ဖို့ကတောင်ပို့ပြီးတော့အရေးပါနေတယ်လို့ထင်တယ်ခန္ဓာရခြင်းရဲ့တန်လန်းနဲ့ခန္ဓာပြည့်အောင်ခန္ဓာမရအောင်လုပ်ဖို့ဆိုတာမလွယ်သေးဘူးဒီနေရာမှာခန္ဓာပြည့်အောင်ဆိုတာကလုံးဝခန္ဓာရဲ့ပေါ်မှာတွေ့တာမမောမှုသမုဒိယသစ္စာကင်းပြီးတော့ဒုက္ခစချုပ်ငြိမ်းတဲ့အနေအထားကိုရည်ညွှန်းပြီးတော့ပြောတာပါဟုတ်လားဒါကြောင့်ပိဋကပေါင်းသူတော်ကောင်းတို့ဦးဇင်းတို့ဒုတိယပြောမယ်အသေးလွတ်ဖို့ဆိုတာလေးကများစွာစဉ်းစားစရာရှိတဲ့အတွက်ကြောင့်ဒါလေးတွေကိုဦးဇင်းတို့စဉ်းစားစရာပြောပြအဲ့တော့ဒီချင်းနဲ့ပတ်သက်ပြီးတော့ဦးဇင်းကဘာကိုပြောချင်တော့ဆိုတော့အသေးလွတ်ဖို့ဆိုတာကိုမြတ်စွာဘုရားဓာတိုက်ညွှန်ကြားထားတဲ့ဒေသနာတစ်ပုဒ်ရှိတယ်အဲ့ဒါကဦးဇင်းတို့မြတ်စွာဘုရားလက်ထက်ကမောဃရာဇယဟန်ဆိုတာရှိတယ်ကဟောသူကဣတရေရတဲ့ပုဂ္ဂိုလ်တို့ကြီးတစ်ပါးပါပဲအဲ့ဒီမောဃရာဇယဟန်နာမဖြစ်ခင်လူလင်ဘဝနဲ့မြတ်စွာဘုရားကိုသူမေခွန်းတစ်ခုမေးတယ်အဲ့ဒီမေခွန်းကလောကကြီးကိုဘလို့ကြည့်မယ်ဆိုရင်သိခြင်းတရားကလွတ်မြောက်နိုင်မလဲလို့မေးတာအဲ့ဒါကိုမြတ်စွာဘုရားဖြေထားတာရှိတယ်ဒီနေ့မှာဦးဇင်းတို့မောဃရာဇလူလင်ရဲ့အကြောင်းကိုပြောရမယ်ဆိုရင်တရားကနည်းနည်းရှည်မှဆိုရတယ်ပေါ့ဒါပေမဲ့နည်းနည်းလေးလိပ်ပတ်လေအောင်ဓမ္မဗဟုသုတဖြစ်အောင်တော့ဦးဇင်းနည်းနည်းပြောပြမယ်နော်မောဃရာဇလူလင်ဆိုတာကဦးဇင်းတို့မြတ်စွာဘုရားလက်ထက်ကဘာဝရီဆရာကြီးရဲ့တပည့်16ယောက်ထဲက1ယောက်ပေါ့ဘာဝရီဆရာကြီးဆိုတာကဦးဇင်းတို့ကောသလတိုင်းကိုအစိုးရတဲ့မဟာကောသလမင်းကြီးရဲ့ပရောဟိတ်အမတ်ကြီးပေါ့နောက်တော့မဟာကောသလမင်းကြီးနတ်ရွာဆန်တော့သူ့ရဲ့သားပတိနေတိကောသလကဘယင်ဖြစ်တယ်အဲ့လိုဖြစ်တဲ့အခါကျတော့ဘာဝရီဆရာကြီးကဒီမင်းပြိုမင်းလွေလေးရဲ့လက်အောက်မှာသူသိပ်ပြီးတော့မခစားခြင်းသူကဉာဏ်ပညာလည်းကြီးတယ်အသက်လည်းကြီးတယ်အဲ့ဒီတော့ဘာလို့တုံဆိုတော့ပတိနေတိကောသလမင်းကြီးဆိုတာပိတ္တတို့ကြားဖို့ပါတယ်ဟုတ်လားအဲ့ဒီကောသလမင်းကြီးကိုသူကယတိပြုဖို့အတွက်ယတိပြုခွင့်တောင်းတယ်သူ့ကိုခွင့်ပြုဖို့ယတိဝတ်ခွင့်ပြုဖို့တောင်းတယ်တောင်းတော့ဘုရင်ကြီးကလည်းခွင့်ပေးပါတယ်သူ့ကိုသူအသက်ကကြီးပြီကိုအဲ့ဒါနဲ့သူ့ရဲ့တပည့်ကြီး16ယောက်ကလည်းပဲတပည့်ကြီးတယောက်လည်းရင်တပည့်ပေါင်း1000စီရှိတယ်လို့ဆိုတယ်အဲ့တော့သူကတပည့်ပိဋကအလွန်များတယ်ပေါ့အဲ့တပည့်ကြီးက16ယောက်ရှိတယ်တပည့်ရဲ့တပည့်တွေက16000လောက်ရှိတယ်ပေါ့အဲ့ဒါဒီအကုန်လုံးဆင်းရရဲ့ခြေရလိုက်ပြီးတော့အကုန်ယသိဝတ်ကြတာအဲ့ဒါအစတုန်းကတော့ဘုရင်ကြီးကမင်းရဲ့ဥယျာဉ်ထဲမှာပဲထားပြီးတော့ပြုစုလုပ်ကြွေးတာနောက်တော့ယသိကြီးကလူတွေနဲ့နေတဲ့နေရာမှာနေရတာမငြိမ်းချမ်းဘူးဆိုပြီးတော့ဦးဇင်းတို့ဂေါရဝတီမြစ်ဆိုတာရှိတယ်အဲ့ဒီမြစ်ဘေးမှာတောအုပ်ကြီးတစ်ခုရှိတယ်အဲ့ဒီတောအုပ်ကြီးတွေကိုကြွသွားတယ်ကြွတော့သူ့ကိုကြည်ညိုလို့လိုက်ကြတဲ့လူတွေကလည်းအများကြီးနော်သူရဲ့တပည့်နဲ့ပတ်သက်တဲ့အတိုင်းဝိုင်းတွေကပါမှာပေါ့နောက်တော့အဲ့ဓာတွေကအဲ့ဒီနားတယ်ဥအိမ်တီထောင်ပြီးတော့နေကြရင်းနဲ့အလွန်စီကားတဲ့ရွာကြီးတရွာအဲ့ဒီယတိကြီးရဲ့အနီးနားမှာရှိသွားတယ်ပေါ့ရွာကြီးတရွာဖြစ်သွားတယ်နောက်တော့အဲ့ဒီရွာကလူတွေကအလုပ်တွေကိုစူးစမ်းပြီးတော့လုပ်ကြရင်းနဲ့ရရှိမဲ့အခွန်ကိုဘရင်ကိုမဆက်တာပဲနဲ့အဲ့ဒီဘာဝရီယတိဆရာကြီးကိုဆက်တာယတိကြီးကတော်ပြီငါဒီပက်ဆန်တွေကိုမလိုချင်ဘူးဆိုတော့တစ်နှစ်ကိုအခွန်က3သိန်းရတယ်လို့ဆိုတယ်အဲ့တော့တပည့်တွေကရွာသူရွာသားတွေကဆရာကြီးမလိုလဲပဲမရှိဆင်းရဲတဲ့လူတွေကိုလှူရတာပေါ့ဘရင်ကြီးကိုသွားပြီးတော့အခွန်ဆက်မနေတော့ဘူးဆရာကြီးပဲလက်ခံပါဆိုတော့အဲ့ဒါဘာဝရီဆရာကြီးကတစ်နှစ်ကိုအခွန်3သိန်းရတယ်ပေါ့ရပြီးတော့တစ်နှစ်တစ်ကြိမ်အလှူကြီးပေးတယ်မရှိဆင်းရဲသားတွေကို
အဲ့လိုပေးပြီးတော့နေလာလိုက်တာနောက်နှစ်ကြာလာတော့တစ်နှစ်ကြာတော့ဘာဖြစ်တုံဆိုတော့ပုံနာတစ်ယောက်ရောက်လာတယ်ရောက်လာပြီးတော့ဘာဝရီယသိဆရာကြီးကိုသူ့ကိုအတပြား900လှူဖို့တောင်းတယ်ဖြစ်ချင်တော့အဲ့ဒီပုံနာရောက်လာတဲ့အချိန်ကအလှူပေးပြီးကစားအချိန်ဖြစ်တယ်အဲ့တော့ဘာဝရီဆရာကြီးကငါအခုမှအလှူဒါနာကြီးကပြုတ်ပြီးကရှိသေးတယ်ဒါကြောင့်ငါဒီမှာပတ်စံတပြားမရှိတော့ဘူးဒါကြောင့်သင်ရကျင်တယ်ဆိုရင်နောက်နှစ်ဒီအချိန်မှလာခဲ့ပါငါသင်ကိုအတပြား900ပေးပါမယ်ပုံနာကမပေးခြင်းလို့ပြောတာလို့ထင်တယ်မယုံဘူးအဲ့ဒါနဲ့အဲ့ဒီပုံနာကဘာလုပ်တုံဆိုတော့ပုံနာကလူလိန်ပုံနာသိလားအဲ့ဒါဆရာကြီးရဲ့ရှေ့မှာနောက်ချီတွေဘာတွေရှားပြီးတော့မြေချမ်းပြစ်ပြီးတော့အဲ့ဒီပေါ်မှာမြေစာမြစ်တွေဘာတွေဖြတ်ပြီးတော့ကျဲပြီးတော့ပန်းနီနီတွေခုပြီးတော့အဲ့ဒီပေါ်ကျဲပြီးတော့သူယူလာတဲ့ကရန်အိုတွေကရေနဲ့သူ့ရဲ့ခြေထောက်ကိုသူ့လောင်းပြီးတော့လက်တစ်ဖက်ကအဲ့ဒီခြေထောက်ကိုဆုပ်နေရင်းနဲ့ပါဇက်ကတွတ်နဲ့ရွတ်တယ်တဲ့အစီအမန်တွေလုံနေတဲ့သဘောဘာမှမဟုတ်ဘူးဒါကလိန်နေတာသူ့ကိုနည်းနည်းဟိတ်ဟန်သုံးပြီးတော့ချင်းချောက်တဲ့သဘောအဲ့ဒီလိုဟိတ်ဟန်သုံးပြီးတော့ချင်းချောက်ရင်းနဲ့ကျိန်စာဆိုတယ်တဲ့ဘာဆိုတော့ဆိုတော့ငါ့ကိုအတပြား900မပေးတဲ့ယတိကြီးခေါင်း9စိတ်ကွဲပါစီအဲ့ဒီလိုပြောတော့ယတိကြီးကအဲ့ဒီချိန်မှာအသက်120ရှိနေပြီတော့အလွန်ကြီးမားရင့်ရော်နေပေါ့အဲ့ဒီအချိန်မှာအဲ့ဒီလိုစိတ်မချမ်းသာတာတွေကိုမြင်ရကြားရတော့စိတ်ထဲမှာတုန်လှုပ်တယ်။အော်ငါအသက်လည်းကြီးပြီဒီပုံနာပြောသလိုတကယ်မြန်ခေါင်းမြန်ကွဲလိမ့်မလားစဉ်းစားအဲ့ဒါညရောက်တော့အိတ်မပြောတကယ်မှမဟုတ်ဘူးဟိုကလူလိမ့်နော်ဟိတ်ဒီဟန်တွေသုံးပြီးတော့ရှောက်ချင်းချောက်အဲ့ဒါညအိတ်မပြောတော့အရင်ဘဝကအမေတော်ခဲ့တဲ့နတ်သမီးကရောက်လာတယ်တဲ့ရောက်လာပြီးတော့သူအိတ်ချင်မုံဝါလေးအိမ်မက်လူဘာလို့ပေါ့လေအဲ့ဒါနတ်သမီးကမေးတယ်ငါသားဘာဖြစ်လို့အိမ်မပြောတာတော့အဲ့လိုမေးတဲ့အခါကျတော့ဘာဝရီယသိဆရာကြီးကငါ့ကိုပုံနာတယောက်ကအတပြား900မပေးလို့ခေါင်း9စိတ်ကွဲပါသေးလို့ငါ့ကိုကျင်းစားဆိုတယ်ငါခေါင်းနေမြန်ကွဲလိမ့်မလားမသိဘူးအဲ့တော့နတ်သမီးကဘာပြောတော့ဆိုတော့ငါသားတဲ့သင်ဘာမှမစိုးရိမ်နဲ့အဲ့ဒီပုံနာကလူလိန်ပုံနာတကယ်ဆိုလို့ရှိရင် तू ဟာခေါင်းဆိုတာဘာလဲ तू မသိပါဘူးအဲ့ဒီခေါင်းကိုကွဲပြက်စေတဲ့အရာဆိုတာဘာလဲဆိုတာအဲ့ဒါလည်း तू မသိပါဘူးတဲ့ဟောဒီစကားလေးထူးထူးဆန်းဆန်းပါလာနော်လူတယောက်အကျွတ်တရားရခြင်းလာပြီးကောင်းခြင်းလာပြီးဆိုရင်အကြောင်းအကျိုးတွေကသူ့ဆက်ပြီးတော့ဖြစ်လာတယ်လို့ထင်ပါတယ်ဟုတ်လားနတ်သမီးကဘာပြောတော့အဲ့ဒီပုံနာဟာခေါင်းဆိုတာဘာလဲ तू မသိဘူးတဲ့ခေါင်းကိုဖောက်ခွဲနိုင်တဲ့အရာဟာဘာလဲဆိုတာလည်း तू မသိဘူးတဲ့အဲ့လိုပြောတဲ့ဟောဘာဝရီယသိဆရာကြီးကအဲ့ဒီစကားကိုစိတ်ဝင်စားဒါနဲ့ရင်တဲ့နတ်သမီးကိုအဲ့ဒီခေါင်းဆိုတဲ့တရားအဲ့ဒီခေါင်းကိုဖောက်ခွဲတတ်တဲ့အရာအဲ့ဒါကိုနတ်သမီးကိုသိသလားတဲ့မေးတော့နတ်သမီးကငါလည်းမသိဘူးတဲ့ဟော तू လည်းပြောတာ तू လည်းပါတော့မသိဘူးတဲ့လူတွေကနတ်ဆိုလို့ရှိရင်တော်တော်အထင်ကြီးကြတာပေါ့ဟုတ်လားအခုဘာအဖြေပဲထွက်တော့မသိဘူးဆိုတဲ့အဖြေပဲထွက်တယ်ဒါပေမဲ့နတ်သမီးကလမ်းစာတော့ तू ကပေးနိုင်ငါမသိပေမဲ့လို့တဲ့တာဝတိပြည်မှာဇေတဝန်ကျောင်းဆိုတာရှိတယ်အဲ့ဒီဇေတဝန်ကျောင်းမှာတည်င်းသုံးနေတဲ့အလုံးကိုသိတဲ့မြင်တဲ့တပ်ပညုတဉာဏ်ရှင်မြတ်စွာဘုရားဆိုတဲ့ပုဂ္ဂိုလ်ကတော့အဲ့ဒီခေါင်းဆိုတာဘာလဲ तू သိတယ်အဲ့ဒီခေါင်းကိုဖောက်ခွဲပြစ်နိုင်တဲ့အရာကိုလည်း तू သိတယ်တဲ့အဲ့ဒါလိုပြောလိုက်တော့ဒီဘုရားဆိုတဲ့အတန်ကိုကြားတာနဲ့ကိုပဲဘာဝရီယသိဆရာကြီးရဲ့စိတ်ထဲကအလွန်တရာမှထိတ်လန့်တုန်လှုပ်မှုတွေစိတ်ဝင်စားမှုတွေနဲ့မတိမငြိမ်သဘောမျိုးတွေဖြစ်လာလုံးဝအိမ်ပြောတော့ဒါကိုကြက်တော့သူကစိတ်ဝင်စားမှုနဲ့စိတ်သူ့စိတ်ထဲမှာစဉ်းစားတရားတွေအများကြီးဖြစ်သွားအောင်အဲ့ဒါနဲ့မနဲ့လင်းပြီဆိုတော့သူ့ရဲ့တပည့်ကြီး16ယောက်ကိုခေါ်တယ်ခေါ်ပြီးတော့လောကမှာဘုရားဆိုတာပွင့်နေပြီတဲ့ဒါကြောင့်သင်တို့သွားပြီးတော့ပြဿနာမေးရမယ်နော်ပြဿနာမေးတဲ့နေရာမှာလည်းပဲစိတ်နဲ့ပဲမေးရမယ်ဖះဆိုလို့ရှိရင်စိတ်နဲ့မေးတာကို तू သိလိမ့်မယ်ဟောဒီလိုလဲ तू ကပြောသေးတာပထမ तू ကမေးခိုင်းတာကငါတို့ရဲ့ဆရာကြီးကဘာအမျိုးနွယ်လဲငါတို့ရဲ့ဆရာကြီးကအသက်ဘယ်လောက်ရှိပြီလဲငါတို့ရဲ့ဆရာကြီးမှာယောက်ျားမြတ်တို့ရဲ့လက္ခဏာ3မျိုးပါတယ်အဲ့ဒါကဘာတွေလဲငါတို့ရဲ့ဆရာကြီးကဘလို့ပညာတွေတက်လဲငါတို့ရဲ့ဆရာကြီးကအခုဘာတွေလုပ်နေလဲဒါကိုစိတ်နဲ့မေးခိုင်းတာပြီးမှခေါင်းဆိုတာဘာလဲခေါင်းကိုဖောက်ခွဲနိုင်တဲ့အရာဟာဘာလဲလို့စိတ်နဲ့ပဲမေးခိုင်းတာ
အဲ့လိုတပည့်ကြီး16ထဲမှာခုနတုန်းကမောဂဒါဇလူလင်တယောက်အပါဟုတ်လားအဲ့လိုပြောရင်းနဲ့ဆရာကြီးကဒီတပည့်တွေအကုန်လုံးဘုရားရဲ့တရားကိုနာပြီးရင်အကျိုးတရားရမယ်အကျိုးတရားရရင်တော့သူတို့တရားချမ်းသာနဲ့သူတို့နေကြမှာငါ့ကိုပြန်ပြီးတော့တရားလာပြီးတော့ဟောမဲ့လူတယောက်မှမမြင်ဘူးသူကအဲ့ဒီချိန်မှာအသက်120ရှိပြီးတော့သူလည်းမလိုက်နိုင်တော့အဲ့တော့သူကဘာလုပ်တုံဆိုတော့အဲ့ဒီတပည့်ကြီးတွေထဲမှာသူ့ရဲ့တူအရင်ပိန်ကြီးရဆိုတာပါတယ်အဲ့ဒီတူအရင်ကိုပြောတယ်ငါတူဒီပြင်လူတွေကတော့ပြန်မလာရင်ရှိပါစေတော့မင်းကတော့ငါစီကိုပြန်လာပြီးတော့အဲ့ဒီသက်ပင်ညုံမြတ်စွာဘုရားဟောတဲ့တရားကိုငါ့ကိုပြန်ဟောပါဦးမှားရှာတယ်အဲ့ဒါနဲ့တပည့်ကြီးတွေအတူချုပ်ပြောရရင်တော့ဘုရားရှိတဲ့နေရာလိုက်ကြတော့လိုက်တော့မြတ်စွာဘုရားကသိတယ်ယသိတွေလာနေပြီဆိုတာသိတယ်ဒါပေမဲ့အဲ့ဒီယသိတွေကအိန္ဒြေမရင်ကျက်သေးဘူးတဲ့ဒါကြောင့်အိန္ဒြေရင်ကျက်ဖို့အတွက်အချိန်ဆွဲတယ်ပေါ့မြတ်စွာဘုရားကအဲ့ဒါဇေတဝန်ကျောင်းတော်မှာခြေတော်ရာပဲချထားခဲ့တယ်ခြေတော်ရာတော့ပြထားတယ်အဲ့ဒီယသိတွေမြင်အောင်မြတ်စွာဘုရားကဘယ်ကသွားဆောင်တော့ဆိုတော့ပို့ပြီးတော့ဝေးတဲ့ရာဇဂိုပြည်ကသွားဆောင်အဲ့ဒါယသိတွေကလာရင်းနဲ့ဇေတဝန်ကျောင်းတော်ဒီခြေတော်ရာကိုတွေ့တဲ့အခါကျတော့ခြေတော်ရာကိုကြည့်ပြီးတော့ဒါဘုရားပဲလို့သူတို့သိတယ်တဲ့အဲ့ဒီယသိတွေကအဲ့ဒါနဲ့လိုက်ကြရောရာဇဂိုမြတ်စွာဘုရားရှိတယ်ဆိုတာကိုကြားတော့လိုက်ကြဗျာဟိုရောက်တော့တရားမင်းကတောင်မန္တဖန်ဆင်းထားတယ်လို့ဆိုတယ်နော်လူပေါင်းယသိပေါင်း3600ကျော်နေတဲ့ပိဋကတ်မှာမဟုတ်ပဲဟုတ်လားအဲ့ဒါနဲ့ယဟန်ပိဋကတ်လူပိဋကတ်တွေကြားထဲမှာအဲ့ဒီအကြီးဆုံးယသိကြီးကစပြီးတော့တပည့်ယသိကြီးကမြတ်စွာဘုရားကိုစိတ်နဲ့မေးတာနော်ဗာမေးတော့ဆိုတော့ငါတို့ဆရာကြီးကဘာအနွယ်လဲငါတို့ဆရာကြီးအသက်ဘယ်လောက်ရှိပြီလဲအဲ့ဒါမြတ်စွာဘုရားကဖြေတယ်နှုတ်နဲ့ဖြေတယ်မင်းတို့ရဲ့ဆရာကြီးကဘာဝရီအနွယ်ရှိတယ်အခုအသက်120ရှိပြီမင်းတို့ရဲ့ဆရာကြီးမှာယောက်ျားမြတ်တို့ရဲ့လက္ခဏာ3ပါးပါတယ်မဟာပုရိသလက္ခဏာမြတ်စွာဘုရားမှာတော့32ပါးတောင်ပါဟုတ်လားအဲ့ဒါဘာတွေပါတော့ဆိုတော့အဲ့ဒီဆရာကြီးကလည်းထူးဆန်းတယ်နော်ရှာနဲ့မျက်နှာကိုအုပ်နိုင်တယ်ရှာနူးညံ့ပိန်မွေ့ကျယ်ပြန့်တဲ့လက္ခဏာပြီးတော့မျက်မှောက်နှစ်ဖက်ကြားမှာအုံနှလုံးမွှေးရှင်ပါတယ်နော်ပြီးတော့ဦးဇင်းတို့ဆရံစင်ကဲ့သို့အိမ်နဲ့ဖုံးထားတဲ့ယောက်ျားနှမိတ်လည်းပါတယ်ဒါကိုမြတ်စွာဘုရားဖြေတယ်မင်းတို့ရဲ့ဆရာကြီးဟာဝေဒကျမ်းတွေကိုတက်တယ်ခုလုံးလုံးစေတော့မင်းတို့ရဲ့ဆရာကြီးကအလွန်ပြင်းရည်ပြီးတော့ညံထိုင်းတဲ့တပည့်900ကိုပညာသင်နေတယ်အဲ့တိုင်းဖြေတော့လူတွေကအံ့ဩတာပေါ့ဘယ်သူကမေးလို့မြတ်စွာဘုရားဖြေနေမှမသိဘူးအဲ့ဒါဆက်ပြီးတော့စိတ်နဲ့မေးပြန်တယ်နော်တပည့်အကြီးကဘာမေးတော့ဆိုတော့ခေါင်းဆိုတာဘယ်တရားကိုပြောတာတော့ခေါင်းကိုဖောက်ခွဲနိုင်တဲ့အရာဆိုတာဘယ်တရားကိုပြောတာတော့အဲ့လိုမေးတဲ့အခါကျတော့မြတ်စွာဘုရားကအဝိဇ္ဇာမௌဒ္ဓတိဇာနာတိဝိဇ္ဇာမௌဒ္ဓတိပါတိနေတတ္တတတိတမာတိဟိသန္တဝိရိယေနတန်ယုတဂါထာလေးတစ်ပုဒ်ဖြစ်အဲ့ဒီဂါထာလေးတော့ကောင်းလုံးလို့ဦးဇင်းကရွတ်ပြတယ်ဟုတ်လားအဓိပ္ပာယ်ကဘာပြောတုံဆိုတော့အဝိဇ္ဇာမတိမှုအဝိဇ္ဇာသစ္စာ၄ပါးကိုမတိတဲ့အဝိဇ္ဇာကိုမௌဒ္ဓတိဇာနာတိတတ္တဝါတွေရဲ့ဥကောင်းလို့မှတ်ပါတဲ့တတ္တဝါတွေရဲ့ဥကောင်းဆိုတာအဝိဇ္ဇာကိုပြောတာဒီအဝိဇ္ဇာရှိနေတယ်မြဒုက္ခဆက်ကြီးဆက်ပြီးတော့လဲနေမယ်ဒုက္ခတွေဆက်ပြီးတော့ရှင်သန်နေမယ်ဟုတ်လားအဝိဇ္ဇာဆိုတဲ့တရားသည်အဓိကအကြဆုံးတန်တရားလဲစေတတ်တဲ့အရာအဝိဇ္ဇာဥကောင်းကိုမဖြတ်စည်းနိုင်တယ်မြဒီဒုက္ခကြီးဟာရှင်သန်နေမယ်ဒါပြောတာသဘောပေါက်ရဲ့လားဗျနော်သစ္စာ၄ပါးကိုမသိတဲ့အဝိဇ္ဇာဒီအဝိဇ္ဇာသည်တတ္တဝါတွေရဲ့ဥကောင်းနဲ့တူတယ်တဲ့နော်ခေါင်းဆိုတော့အရေးကြီးဆုံးအစိတ်ပိုင်းရောနော်ခေါင်းကိုဖြတ်လိုက်ရင်တော့ဒီတတ္တဝါကသေမသေးပါမလားလို့တန်တရားဖြစ်เสียအကြောင်းမရှိတော့ဟုတ်လားအဲ့လိုပဲအဝိဇ္ဇာပျောက်သွားပြီအဝိဇ္ဇာကိုဖောက်ခွဲပစ်လိုက်ပြီဆိုရင်တော့ဒီတတ္တဝါဒုက္ခငြိမ်းမမလားလို့တန်တရားဖြစ်เสียအကြောင်းမရှိတော့ဒါနဲ့အဝိဇ္ဇာဥကောင်းကိုဖောက်ခွဲနိုင်တဲ့အရာကဘာလို့ဆိုတော့ဝိဇ္ဇာမௌဒ္ဓတိပါတိနေဝိဇ္ဇာဆိုတဲ့အသိဉာဏ်ပညာဟုတ်လားအဲ့ဒီမှာမြတ်စွာဘုရားကဝိဇ္ဇာဆိုတဲ့အသိဉာဏ်ပညာသည်အဝိဇ္ဇာဥကောင်းကိုဖောက်ခွဲတဲ့နေရာမှာသူတစ်ခုတည်းနဲ့ဖောက်ခွဲတာတော့မဟုတ်သူ့မှာအချမ်းအယံ5မျိုးရှိတယ်အဲ့ဒါဘာတုံးဆိုတော့တတ္တာတတိတမာတိဟိသန္တဝိရိယေနတန်ယုတယုံကြည်မှုတရားပြီးတော့ခုနတုန်းကပြောခဲ့တဲ့တတိတရားပြီးတော့တမာတိဆိုတဲ့တည်ငြိမ်မှုနောက်သန္တဒီလွတ်မြောက်မှု
ချမ်းသာစေချမ်းသာမှကိုတကယ်ရလို့တဲ့ပြင်းထန်တဲ့ဆန္ဒပြီးတော့တကယ်ကြိုးစားအထုတ်မဲ့ဝရိယဘယ်နှလုံးတော့5လုံးနော်တတ္တာတတိသမာဓိဆန္ဒဝရိယဒီတရား5လုံးနဲ့ရှင်တဲ့ဉာဏ်ပညာဆိုတဲ့ဝိဇ္ဇာသည်အဝိဇ္ဇာဥကောင်းကိုဖောက်ခွဲပြမဲ့အရာတဲ့ဟုတ်လားအဲ့ဒါလိုဖြေတဲ့အခါကျတော့ပုံနာတွေကယတိတွေကဒါတပ်ပင်ညွတ်မြတ်စွာဘုရားပဲဆိုတာကိုစိတ်နှလုံးတုံချယုံကြည်ပြီးတော့သူတို့သိလို့တဲ့ပြဿနာတွေကိုမေးတော့အဲ့ဒီအဖြေတွေရဲ့အဆုံးမှာသူတို့ယဟန္တာဖြစ်ကြတယ်ပေါ့ယဟန္တာမဖြစ်တာကတော့ပိန်ခိယလူလင်တယောက်ပဲမဖြစ်ဘာလို့မဖြစ်တုံဆိုတော့သူကသူ့ဦးလေးကြီးရဲ့အပေါ်မှာစဉ်းစားတွေးတောမှုတွေများတယ်ဩငါရဲ့ဦးကြီးတပ်ပင်ညွတ်မြတ်စွာဘုရားရဲ့တရားကိုမနာရရှာဘူးတပ်ပင်ညွတ်မြတ်စွာဘုရားကိုမဖူးမြော်ရရှာဘူးလို့တွေးနေလို့နောက်ဆန်တင်းနေလို့သူယဟန္တာမဖြစ်တာဟုတ်လားအဲ့ဒီတဲကမောဂရာဇလူလင်ကမေးတဲ့အမေနဲ့မြတ်စွာဘုရားဖြေတဲ့အဖြေကိုအသေးလွတ်ကြောင်းတရားဆိုပြီးတော့ပိဿတုမှတ်ရမှာပေါ့ဟုတ်လားအကြောင်းအရာလေးကတော့ပြောစရာလည်းကောင်းလို့ဒါဥစဉ်ကပြောလိုက်တာပါအချင်းချုပ်ကလေးပြောလိုက်တာပြပြဆုံဆုံတော့မဟုတ်ပါဘူးနော်အဲ့တော့မောဂရာဇလူလင်ကမြတ်စွာဘုရားကိုဘယ်လိုမေးတာတော့ဘာတွေမေးတာတော့ဆိုတော့အချင်းချုပ်လေးပဲဥစဉ်ပြောမယ်နော်ကထံလောကံအဝခန္တာမစ္စုရာဇာနပတ္တိကထံလောကံအဝခန္တာလောကကြီးကိုဘလို့မြင်မယ်ဆိုလို့ရှိရင်မစ္စုရာဇာနပတ္တိသင်မင်းကကိုမမြင်ပဲရှိမလဲတဲ့လောကကိုဘလို့မြင်မှသင်မင်းကကိုမမြင်ပဲရှိမလဲတဲ့ဒီနေရာမှာလောကဆိုတာအတူချုပ်ပြောရရင်ဒီခန္ဓာကိုယ်ကြီးကိုပြောတာပါနော်လောကဆိုတာဗာလဲဒီခန္ဓာကိုယ်ကြီးကိုပြောတာမနေ့ကလည်းပြောခဲ့တယ်နော်တတ္တလောကသင်္ခါရလောကဩဃတလောကတကယ်ရှိတာကသင်္ခါရလောကတတ္တလောကဆိုတာလည်းပြဉ္ညာပဲဩဃတလောကဆိုတာလည်းပြဉ္ညာပဲတကယ်ရှိတာကယုံနံသင်္ခါရတရားပဲရှိတာပေါ့ဟုတ်လားအဲ့တော့ဒီခန္ဓာကိုယ်ကြီးကိုဘာလို့ပြောတော့လောကလို့ပြောတာဟုတ်လားအဲ့ဒါဒီခန္ဓာကိုယ်ဒီဟူသောလောကကိုဘလို့မြင်မှဒီလူဟာသိခြင်းတရားကလွတ်မလဲတနည်းအားဖြင့်သေမင်းကအဲ့ဒီပုဂ္ဂိုလ်ကိုမမြင်ပဲရှိမလဲလို့မေးတာမေးတော့မြတ်စွာဘုရားကအသေးလွတ်ချင်တယ်ဆိုရင်သေမင်းကကိုယ့်ကိုမမြင်စေခြင်းဘူးဆိုလို့ရှိရင်အကျမ်းမြင်အဲ့ဒီပါဠိတော်ထဲမှာ၃ချက်ရှိတဲ့ရှိတဲ့အရေးအချင်းလို့ဆိုကြပါစို့အဲ့ဒါလေးကိုပေးသက်ပေါင်းတော်အောင်တို့ဦးစားပေးပြီးတော့မှတ်ရမယ်နော်ဘာပြောတော့ဆိုတော့သုံးညတောလောကောအဝခတုမောဂရာဇတတာတတောအတ္တနုဒိဋ္ဌိဥဟိဇဧဝံမစ္စုတရောတိယဧဝံလောကအဝခန္ဓာမစ္စုရာဇနပတ္တိတဲ့တခါတွဲနေဖြေတယ်အဲ့ဒီထဲမှာဦးဇင်းတို့အသေးလွတ်ဖို့အတွက်ရှိရမယ့်အင်္ဂါရက်၃ချက်မြတ်စွာဘုရားဟောထားတယ်နံပါတ်1တတာတတောတဲ့တတာဆိုတာအမြဲတမ်းတတောဆိုတာတတိရှိရအမြဲတမ်းတတိရှိရနော်တတ္ထာမဟုတ်ဘူးနော်တတာတရဲ့ဓာတွေဓာအုပ်ချက်ရေးချရဲ့ရေးတာကတတ္ထာသူကယုံကြည်မှုကိုဟာတရဲ့ဓာတွေရေးချရေးတဲ့တတာဆိုတာဘာလို့အမြဲတမ်းတတောတတိရှိရအသေးလွတ်ချင်တယ်ဆိုရင်အမြဲတမ်းတတိရှိရမယ်တဲ့ဘယ်မှာရှိရမှာတော့တတိကဆိုတော့ဒီခန္ဓာကိုယ်ပေါ်မှာရှိရမယ်အဲ့ဒီခန္ဓာမှာဖြစ်နေတဲ့စိတ်နံတရားတွေရဲ့ပုံမှာရှိရမယ်တတိယဒါနံပါတ်1အင်္ဂါရပ်ပေါ့အမြဲတမ်းဘာလို့ရမလဲတတိရှိရမယ်နောက်ဒုတိယအချက်ကျတော့ဘာပြောတော့အတ္တနုဒိဋ္ဌိဥဟိဇအတ္တဒိဋ္ဌိကိုပယ်နှုတ်ပြရမယ်တဲ့ဟောအတ္တဒိဋ္ဌိကိုဘာလို့ရမလဲပယ်နှုတ်ရဒီနေ့မှာအတ္တဒိဋ္ဌိဆိုတာထင်ရှားရှိတဲ့ဒီယုံနံတက္ကာယတရားကိုငါလို့သူလို့ပုဂ္ဂိုလ်တ attva လို့လွဲမားစွာထင်းနေတဲ့အယူမှားကိုပြောတာတက္ကာယဒိဋ္ဌိကိုပြောတာနော်အတ္တဒိဋ္ဌိအဲ့ဒီအတ္တဒိဋ္ဌိကိုဘာလို့ရမှာတော့ပယ်နှုတ်ရမယ်တဲ့ဒီစကားလေးကအလွန်စိတ်ဝင်စားစရာကောင်းဒီအတ္တဒိဋ္ဌိပြုတ်ဖို့ဆိုတာမလွယ်ဘူးဆိုတဲ့အတိတ်ပဲနော်ဖယ်ရမယ်လို့တာမမပြောဘူးပယ်နှုတ်ရမယ်နှုတ်ရမယ်ဆိုတဲ့စကားဒီအမြင့်စွဲနေတယ်အမြင့်တွဲနေတယ်ဆိုတဲ့အတိတ်ပဲကိုပြောရမရောက်ဘူးလားဟုတ်တယ်နော်နဲ့နဲ့ဆိုင်ဆိုင်စူးဝင်တွဲကတ်နေလို့သူ့ကိုဘာလို့ပြန်နှုတ်ပြရမယ်လို့ပြောတာဟုတ်လားအဲ့တော့တရားဓမ္မတို့အရှင်တို့ဒီခန္ဓာရဲ့အပေါ်မှာငါလို့သူလို့ထင်းနေတဲ့အထင်မှားကြီးကနဲ့ဆိုင်စွာစူးဝင်တွဲကတ်ပြီးတော့နေတယ်ဟုတ်တယ်မဟုတ်လားဒါကြောင့်ဒါကိုဖယ်ဖို့အတွက်အရန်ကြိုးစားဖို့လိုမယ်ပေါ့ဒါကြောင့်မြတ်စွာဘုရားအတ္တဒိဋ္ဌိကိုပယ်ရမယ်လို့ရိုးရိုးမဟုတ်ဘာလို့ပယ်နှုတ်ရမယ်ဟုတ်လား
အဲ့တော့အင်္ဂါဘယ်နှချက်ရှိသွားလဲ3ချက်ဟော2ချက်ပဲရှိသေးတယ်နော်အမြဲတမ်းတတိရှိရမယ်အတ္တဒိဋ္ဌိကိုပယ်နှုတ်ရမယ်ဟောတတိယဘာပြောတော့ဆိုတော့သုံးညတ်တော်လောကောအဝခတုခန္ဓာဒီဟုသောလောကကိုသုံးညတန်ဖိုးမဲ့တဲ့သဘောလို့အမှန်ကန်မြင်ရမယ်တဲ့နော်ဒီခန္ဓာဒီဟုသောလောကကိုသုံးညလို့အမှန်ကန်မြင်ရမယ်သုံးညဆိုတာဘာလဲတန်ဖိုးမရှိဘူးလို့ပြောတာအဲ့တော့တရားဓမ္မတို့ဦးဇင်းတို့ဒီခန္ဓာဒီဟုသောလောကကြီးကဘာတန်ဖိုးတွေကင်းစိတ်နေတာတော့ဘာတန်ဖိုးတွေမဲ့နေတာတော့ဘာတန်ဖိုးတွေမရှိတာတော့လို့မေးရင်ခိုင်နေမြဲတယ်ဆိုတဲ့နိစ္စတန်ဖိုးမရှိဘူးတဲ့ဒီခန္ဓာကိုယ်မှာဟုတ်လားကောင်းတယ်ချမ်းသာတယ်ဆိုတဲ့ဒုက္ခတန်ဖိုးဒီခန္ဓာမှာမရှိဘူးတဲ့အစိုးရတဲ့ပိုင်နေနိုင်တယ်ဆိုတဲ့အတ္တတန်ဖိုးဒီခန္ဓာမှာမရှိဘယ်နှချက်ပြောလိုက်တော့3ချက်နော်တည်မြဲတယ်ဆိုတဲ့နိစ္စတန်ဖိုးမရှိဘူးကောင်းတယ်ချမ်းသာတယ်ဆိုတဲ့ဒုက္ခတန်ဖိုးမရှိဘူးအစိုးရတဲ့ပိုင်နေနိုင်တယ်ဆိုတဲ့အတ္တတန်ဖိုးမရှိဘူးဟုတ်လားစဉ်းစားကြည့်နော်မခိုင်ဘူးဆိုရင်ဒါတန်ဖိုးမဲ့တယ်ဟောသေးတဲ့ပစ္စည်းတစ်ခုသွားဝယ်မယ်ဆိုရင်မဲအိမ်ရောက်ရင်တော့ပြတ်မှာပဲဆိုရင်ဘာလုပ်ဘယ်သူမှမဝယ်ခဲ့ရဟုတ်တယ်မဟုတ်လားမခိုင်မာခြင်းဒီတန်ဖိုးမရှိဘူးလို့ပြောရမရောက်ဘူးလားရောက်တယ်နော်ဒါကြောင့်တရားဓမ္မတို့ဦးဇင်းတို့ရဲ့ခန္ဓာကိုယ်မှာခိုင်မြဲခြင်းကောင်းမွန်ခြင်းအစိုးရခြင်းဆိုတဲ့နေဆံဒုက္ခအတ္တဒီတန်ဖိုး3ပါးစိတ်သုံးနေတဲ့အတွက်ကြောင့်3ညသဘောသာဖြစ်တယ်တဲ့ဘာတန်ဖိုးမှမရှိဘူးဒါပေမဲ့တရားဓမ္မတို့ဦးဇင်းတို့တွေကတော့ဒီခန္ဓာကိုယ်ကိုအယံတန်ဖိုးထားတယ်ပေါ့နော်ဘလို့အမြင်နဲ့တန်ဖိုးထားတာလဲဆိုတာကတော့ဘယ်သူမှစီစစ်မကြည့်ဘူးလို့ထင်ပါတယ်တန်ဖိုးတော့ထားနေတာတန်ဖိုးရှိလားမရှိလားဆိုတာကတော့မစီစစ်ဘူးဒါပေမဲ့တန်ဖိုးကတော့ထားနေတာပဲဟုတ်တယ်မဟုတ်လားကိုယ့်ကိုတစုံတစ်ယောက်ကခြေထောက်နဲ့လာထိမယ်ဆိုလို့ရှိရင်ဘလို့နေမတော့အထိမခံနိုင်ဘူးဟုတ်တယ်မဟုတ်လားတကယ်လို့ခေါင်းလိုပါလို့ဟာမျိုးမြန်လာထိမယ်ဆိုရင်သူများကခြေထောက်နဲ့လာထိမယ်ဆိုရင်ထတောင်တက်ခြင်းတတ်မယ်ပေါ့ဘယ်လောက်ထိတန်ဖိုးထားတော့ဒါအပေါ်ယံလေးပြောတာနော်တရားဓမ္မတို့ဟုတ်လားအဲ့တော့ဒီခန္ဓာကိုယ်ကြီးရဲ့အပေါ်မှာတန်ဖိုးထားမှုကနဲ့နဲ့ဆိုင်ဆိုင်မရှိဘူးလားရှိတယ်ဒါပေမဲ့တကယ်ကတော့တန်ဖိုးကတော့မရှိဘူးလို့ပြောတာတကယ်လည်းပဲတန်ဖိုးကမရှိပါဘူးသို့တော့အဲ့ဒီအချက်ကိုတရားဓမ္မတို့ဦးဇင်းတို့တွေကကြည်ကြည်လင်းလင်းမသိမမြင်နိုင်သေးဘူးပေါ့အဲ့ဒါမြတ်စွာဘုရားကဒီခန္ဓာတည်းဟူသောလောကကိုတန်ဖိုးမရှိဘူးဆိုတာကိုအမှန်တိုင်းသိအောင်မြင်အောင်ကြည့်ရမယ်သုံးညလို့မြင်အောင်ကြည့်ရမယ်နော်သုံးညဆိုတာတန်ဖိုးမဲ့နေတဲ့သဘောဟုတ်ရလားအဲ့ဒါဦးဇင်းတို့အသေးလွတ်ဖို့အတွက်အင်္ဂါရက်ပဲတစ်ချက်လဲ3ချက်တရားတော်အမြဲတမ်းတတိရှိရမယ်အတ္တနုဒိဋ္ဌိဝိဇ္ဇခန္ဓာကိုငါလို့သူလို့ထင်နေတဲ့အတ္တဒိဋ္ဌိကိုပယ်နှုတ်ရမယ်သုံးညတော်လောကအဝခတုဒီခန္ဓာတည်းဟူသောလောကသည်အနှစ်သာရစိတ်သုံးနေတယ်ဆိုတဲ့သုံးညသဘောကိုမြင်အောင်ကြည့်ရမယ်ဘယ်နှချက်လဲ3ချက်အဲ့ဒီ3ချက်ကိုတရားဓမ္မတို့ဦးဇင်းတို့မိမိတဏ္ဍာမှာဖြစ်ပေါ်အောင်ကြိုးစားအထောက်ရင်းဖြင့်ဒီအလုပ်ကိုဆက်လက်ပြီးတော့အထောက်သွားလာတာနဲ့အမျှကိုအသေးလွတ်အောင်ကြိုးစားရရောက်တယ်လို့နားလည်ကြရမှာပေါ့အဲ့ဒါမြတ်စွာဘုရားကတော့ဧဝံမစ္စုတရောတိယအဲ့ဒီလိုအင်္ဂါရ3ပါးနဲ့ပြည့်စုံမယ်ဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ဟာသေခြင်းတရားကလွတ်မြောက်မယ်လို့ဟောဟုတ်လားဧဝံလောကအဝခန္ဓာမစ္စုရာဇာနပတ္တိအဲ့ဒီပုဂ္ဂိုလ်ကိုသေခြင်းတရားကမမြင်နိုင်ဘူးလို့အဲ့ဒါလိုမြတ်စွာဘုရားဟောဒါကဥရှင်တို့ပေးတဲ့ပေါင်းတော်တို့ခန္ဓာရဲ့အပေါ်မှာတတိထားပြီးတော့ငါသူမရှိတဲ့သဘောကိုအခြေခံအဖြစ်နားလည်ပြီးတော့မတည်မြဲတဲ့အကောင်းမဟုတ်တဲ့အနှစ်သာရမရှိတဲ့သဘောကိုမြင်အောင်ကြည့်တဲ့ဝိပဿနာဉာဏ်ကိုရင့်ကျက်အောင်ပွားများမယ်ဆိုရင်ဒီခန္ဓာရဲ့ပေါ်မှာတွေ့တာတဲ့စိတ်ကတော့တဖြည်းဖြည်းနဲ့နည်းသွားမယ်ပေါ့ဟုတ်လားနောက်ဆုံးဒီတွေ့တာတဲ့လောဘသူ့အစင်းနဲ့သူချုပ်သွားတာနဲ့အမျှဒီခန္ဓာဟာထပ်ပြီးတော့မရတော့ဘူးပေါ့ဆိုလိုတာကအရတ္တမဉာဏ်ကိုရမယ်ဆိုရင်နောက်ထပ်ခန္ဓာရစရာအကြောင်းမရှိဘူးခန္ဓာမရဘူးဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ကသိစရာအကြောင်းမရှိဘူးခက်တာတစ်ခုကဒါဦးဇင်းကစဉ်းစားမိတာပြောတာနော်ခက်နေတာတစ်ခုကတရားဓမ္မတို့ဦးဇင်းတို့တွေကသေတာမသေခြင်းတာခန္ဓာတော့ရခြင်းတယ်အဲ့ဒါခက်နေတယ်လို့ထင်ဟုတ်လားသေတော့မသေခြင်းဘူးဒါပေမဲ့ခန္ဓာတော့ရခြင်းတယ်ခန္ဓာရခြင်းတယ်ဆိုရင်မသေခြင်းလို့မရခန္ဓာဆိုတာမသေတဲ့ခန္ဓာဆိုတာမရှိဟုတ်တယ်မဟုတ်လားဒါကြောင့်အသေးလွတ်ခြင်းတယ်ဆိုရင်ခန္ဓာကကိုလွတ်ခြင်းတဲ့စိတ်ဖြစ်ပေါ်အောင်ကိုယ့်ရဲ့ဉာဏ်ပညာကိုအဆင့်မြင့်ဖို့လိုတယ်ဟုတ်လားကိုကတဏှာလောဘအမြင်နဲ့ကြည့်မယ်ဆိုရင်တော့ခန္ဓာလွတ်ချင်တဲ့စိတ်ပေါ်ဖို့ဆိုတာအဝေးကြီး
ဟုတ်လားသူကရကျင်တဲ့စိတ်ဖြစ်ကျင်တဲ့စိတ်နဲ့ပဲအခြေခံကြည့်တာအောင်ဟုတ်လားဒါကြောင့်ပိဿပေါင်းတော်ဒီအချက်တွေကိုနားလည်နိုင်ဖို့သဘောပေါက်နိုင်ဖို့ဆိုတာကဉာဏ်ပညာမလိုဘူးလားလိုတယ်နော်အမှန်ကန်သိတဲ့ဉာဏ်ပညာလိုတယ်ဟုတ်ရဲ့လားအဲ့တော့ဦးချင်းပြောချင်တာကဘာတော့အသေးသာလွတ်ချင်တာခန္ဓာကိုယ်ကြတော့မလွတ်ချင်ဘူးအဲ့လိုဆိုရင်တော့မဖြစ်ဘူးပေါ့ခန္ဓာရရင်တော့သိရလိမ့်မယ်အဲ့တော့ဒါနဲ့ခန္ဓာကဘာလို့မလွတ်ချင်တာတော့ခန္ဓာကိုယ်ဘာလို့ရချင်နေတာတော့ဆိုတော့ရိုးရိုးလေးပါကောင်းတယ်ထင်လို့ရချင်တာပါဟုတ်တယ်မဟုတ်လားဘာလို့ကောင်းတယ်ထင်တာတော့ဆိုတော့ကောင်းတယ်မကောင်းဘူးလို့တည်တည်ချာချာသိအောင်မကြိုးစားတဲ့အတွက်ကြောင့်ကောင်းတယ်လို့ထင်နေတာဟုတ်တယ်မဟုတ်လားလောကကြီးမှာတကယ်ဖြစ်နေတာနဲ့ထင်နေတာနဲ့ကတခြားစီတွေပဲများပါတယ်တော့ပေါ့ရလားဗျမြတ်စွာဘုရားဟောထားတာလည်းရှိတယ်နော်တတ္တဝါတွေထင်နေတာကတစ်မျိုးတဲ့ဖြစ်နေတာကတစ်မျိုးတဲ့ဟုတ်လားဗါတဲ့ထင်နေတာကတစ်မျိုးဖြစ်နေတာကတစ်မျိုးနော်ကိုကကောင်းတယ်လို့ထင်လို့ရကျင်တာအဲ့ဒီကောင်းတယ်ထင်တာကြီးကတကယ်ဖြစ်နေတာနဲ့ကတော့လုံးဝဆန့်ကျင်ဘက်ပဲအဲ့တော့အဲ့ဒီအခြေအနေတွေကိုကိုယ်တိုင်အမှန်တိုင်းသိကျင်တယ်ဆိုရင်တော့တတိထားပြီးတော့ကြိုးစားရမယ်တော့တတိထားမှများရင်ဒီအချက်နဲ့ပတ်သက်ပြီးတော့သူဟာရှင်းရှင်းလင်းလင်းမသိပဲနေမှာမဟုတ်အဲ့တော့ဦးဇင်းတို့ပိဿပေါင်းသူတို့ကောင်းတို့တရားအထုတ်တယ်ဆိုတာကိုယ်ခန္ဓာကိုယ်ကြီးရဲ့အပေါ်မှာတတိထားတာပါဒါဦးဇင်းတို့အယိုးဆုံးအတူဆုံးပြောတာတရားအထုတ်တယ်ဆိုတာဘာလို့တာကိုယ်ခန္ဓာကိုယ်ကြီးရဲ့အပေါ်မှာတတိထားတာဒီခန္ဓာကိုယ်ကြီးကရုပ်ပိုင်းဆိုင်ရာနာမ်ပိုင်းဆိုင်ရာနဲ့တိဆောက်ထားတာအဲ့တော့ရုပ်ပိုင်းဆိုင်ရာကိုတတိထားမယ်ဆိုရင်ဒါကာယ ानु ပဒနာတတိပဋ္ဌာန်လို့အကြံဉာဏ်ပြောရမှာဟုတ်လားစိတ်ပိုင်းဆိုင်ရာကိုတတိထားမယ်ဆိုရင်စိတ်တ ानु ပဒနာတတိပဋ္ဌာန်နော်စိတ်နဲ့အတူတကွဖြစ်ပြီးတော့ချုပ်တဲ့ဒီခံစားချက်ဝေဒနာတွေရဲ့ပုံမှာတတိထားမယ်ဆိုရင်ဝေဒနာ ानु ပဒနာတတိပဋ္ဌာန်ဒီလိုပြောလို့မရဘူးလားရအဲ့တရားအထုတ်တယ်ဆိုတာဘာလို့တာတော့ခန္ဓာရဲ့ပုံမှာတတိထားတာဒီခန္ဓာမှာတတိကတ်နေအောင်ကြိုးစားတာတတိရှိနေအောင်ကြိုးစားတာတတိထားတော့တတိရှိအောင်ကြိုးစားတော့ဘာရမှာတော့ဆိုတော့အမှန်အကန်သိတဲ့ဉာဏ်ပညာကိုရမှာပေါ့နော်တတိထားရင်ဘာရဉာဏ်ပညာကိုရမယ်ဟုတ်လားတတိထားမှများရင်တော့အမှန်ကန်မသိပဲနေမှာမဟုတ်နော်တခုခုရဲ့အပေါ်မှာတတိထားကြည့်ဒါအပေါ်မှာတတိထားလာတာနဲ့အမျှဒါရဲ့အကြောင်းကိုသိလာမှာပဲဟုတ်တယ်မဟုတ်လားအဲ့လိုပဲတရားဓမ္မတို့အရင်တို့ခန္ဓာမှာဖြစ်နေတဲ့သဘာဝတရားတွေရဲ့အပေါ်မှာတတိထားမယ်ဆိုရင်အော်ဒီဖြစ်နေတဲ့သဘာဝတရားတွေဟာဘယ်အရာမှတည်မြဲခြင်းမရှိပါလားဘယ်အရာမှမတည်မြဲတဲ့အတွက်ကြောင့်ဘယ်အရာမှတကယ်ကတော့အကောင်းမဟုတ်ပါလားဒီလိုဖြစ်နေတဲ့သဘာဝတရားကြီးဟာဖြစ်เสียအကြောင်းရှိရင်ဖြစ်မယ်ဖြစ်เสียအကြောင်းမရှိရင်မဖြစ်ဘူးကိုဖြစ်ခြင်းလို့ဖြစ်တာမဟုတ်ဘူးကိုမဖြစ်ခြင်းလို့မဖြစ်တာမဟုတ်ဘူးဖြစ်เสียရှိရင်ဖြစ်တယ်ဖြစ်เสียမရှိရင်မဖြစ်ဘူးကိုသဘောကိုဆန္ဒမဟုတ်လားသူသဘောသူဆောင်ပြီးတော့အကြောင်းအကျိုးသဘာဝတရားလို့အနတ္တအမြင်တွေကိုသဘောမပေါက်ပြီဘူးလားပေါက်လာမယ်ဒါကြောင့်ဘေးသက်ပေါင်းသူတော်ကောင်းတို့တတိထားခြင်းသည်အနိစ္စဒုက္ခအနတ္တဆိုတဲ့ခန္ဓာရဲ့လက္ခဏာတွေကိုအမှန်တိုင်းသိတဲ့ဉာဏ်ပညာဖြစ်ခြင်းရဲ့အကြောင်းလို့မဆိုနိုင်ဘူးလားဆိုရင်နော်ဒါကြောင့်မြတ်စွာဘုရားကသတိပဋ္ဌာန်ဒေသနာတော်မှာနော်တတိထားပြီးတော့သတိပဋ္ဌာန်တရားကိုကြိုးစားမယ်ဆိုလို့ရှိရင်အစွဲအလန့်ကင်းပြီးတော့ဉာဏ်ပညာတွေဟာတဖြည်းဖြည်းနဲ့ကြီးလာမယ်လို့မြတ်စွာဘုရားဟောပါတယ်ဟုတ်လားဒါကြောင့်ဘေးသက်ပေါင်းသူတော်ကောင်းတို့ဦးဇင်းတို့ပြောနေကြပါပဲအချိန်တိုင်းအချိန်မရွေးပဲနဲ့နေရာတိုင်းနေရာမရွေးပဲနဲ့အနေအထားတိုင်းနော်တတိကလေးထားနိုင်အောင်ကြိုးစားရမယ်ပေါ့ဒီခန္ဓာရဲ့အပေါ်မှာဟုတ်လားအဲ့ဒါလို့ဆိုရင်တရားအထုတ်ဖို့အတွက်အချိန်တိတန့်ရွေးเสียမလိုဘူးပေါ့နော်အချိန်တိတန့်ရွေးပြီးတော့အထုတ်နိုင်ရင်လည်းအလွန်ကောင်းပါတယ်ဟုတ်လားဒါကြောင့်ဘေးသက်ပေါင်းသူတော်ကောင်းတို့တတိပဋ္ဌာန်ဘာဝနာကိုအထုတ်နေခြင်းသည်ပင်လေတရားတော်အမြဲတမ်းတတိရှိတယ်အတ္တဒိဋ္ဌိကိုလည်းပင်လို့ပြီးသားဖြစ်တယ်လောကဆိုတဲ့ဒီခန္ဓာကိုယ်ကြီးကိုလည်းပဲတုံညတန်ဖိုးမဲ့တဲ့သဘောလို့မြင်ပြီးသားဖြစ်တယ်ပေါ့မဆိုနိုင်ဘူးလားအဲ့ဒါလို့ဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ဟာကိုယ့်ကိုယ်ကိုအသေးလွတ်အောင်ကြိုးစားတယ်လို့မဆိုနိုင်ဘူးလားဆိုနိုင်တယ်အဲ့ဒါမောဂရာဇလူလင်ကတော့အဲ့ဒီအဖြေကိုနာပြီးတော့ယဟန္တာဖြစ်တယ်လို့ဆိုပါတယ်ဟုတ်လားဒါကြောင့်ဘေးသက်ပေါင်းသူတော်ကောင်းတို့အသေးလွတ်ဖို့ဆိုတော့အင်္ဂါရက်ဘယ်နှချက်လဲ3ချက်တရားတော်အမြဲတမ်းသတိရှိရမယ်အတ္တနုဒိဋ္ဌိဝိဇ္ဇယုံနံကိုငါသူပုဂ္ဂိုလ်တ attva လို့လွဲမှားစွာထင်နေတဲ့အဲ့ဒီတက္ကရာဒိဋ္ဌိကိုပယ်နှုတ်ရမယ်သုံးညတောလောကောအဝခတုခန္ဓာတည်းဟူသောလောကသည်နေဆခိုင်မြဲခြင်းသဘောဒုက္ခကောင်းမွန်ခြင်းသဘောအတ္တအစိုးရခြင်းသဘောဒီသဘောတွေကင်းစိတ်နေတဲ့အတွက်ကြောင့်သုံးညတန်ဖိုးမဲ့တဲ့သဘောသာဖြစ်တယ်လို့အမှန်ကန်
သိရမယ်မြင်ရမယ်ဘယ်နှချက်တုံး၃ချက်အဲ့ဒါဆိုရင်တော့အေဝံမစ္စုတရောတိယအဲ့ဒီပုဂ္ဂိုလ်ဟာသိခြင်းတရားကလွတ်မြောက်မယ်လို့မြတ်စွာဘုရားဟောဟုတ်လားဒါကြောင့်ဘေးသက်ပေါင်းသူတော်ကတော့ဒီကနေ့ညအသေးကောင်းဖို့အသေးလွတ်ဖို့ဆိုပြီးတော့သိခြင်းတရားနဲ့မကင်းနိုင်ကြတဲ့သေချာပေါက်တွေ့ကြရမယ်တရားဓမ္မတို့ဦးဇင်းတို့တွေအတွက်စဉ်းစားစရာလေးတွေဒါဦးဇင်းတို့ပြောလိုက်ပါနော်အသေးကောင်းဖို့ဆိုတာကြတော့ဦးဇင်းတို့ဘယ်နှချက်ပြောတော့နှစ်ချက်ပြောတယ်နော်စွမ်းအားရှိသမျှကုသိုလ်ကောင်းမှုကိုပြုရမယ်မိမိရဲ့စိတ်ကိုတတိနဲ့ဆောင်ရှောက်ရမယ်ဒါဆိုရင်အသေးကောင်းမယ်ပေါ့ဟုတ်လားအသေးလွတ်ဖို့ကြတော့မောဂဒါဇလူလင်ကိုမြတ်စွာဘုရားဘယ်နှချက်ဟောလဲ၃ချက်တရံတတော်အမြဲတမ်းတတိရှိရမယ်အတ္တနုဒိဋ္ဌိဝိဇ္ဇအတ္တဒိဋ္ဌိကိုပယ်နှုတ်ရမယ်သုံးညတော်လောကအဝကတုခန္ဓာတည်းဟူသောလောကသည်တန်ဖိုးမဲ့သောသုံးညာသဘောဖြစ်တယ်ဆိုတာကိုအမှန်တမ်းသိအောင်မြင်အောင်ကြည်ရမယ်ဟုတ်လားဒါကြောင့်ဘေးသက်ပေါင်းသူတော်ကောင်းတို့အသေးကောင်းဖို့လည်းပဲကြိုးစားအထုတ်ပုံအထုတ်နည်းဒါထိုက်တဲ့လို့သိရတယ်ပေါ့နော်အသေးလွတ်ဖို့ကိုလည်းပဲမြတ်စွာဘုရားပေးထားတဲ့နည်းလမ်းကိုမသိရဘူးလားသိရတယ်အဲ့တော့ဦးဇင်းတို့ဘေးသက်ပေါင်းသူတော်ကောင်းတို့ဒီကနေ့လည်းပဲမနေ့တုန်းကလို့နော်တရားဘာဝနာ9မိနစ်ခန့်မြပွားများအထုတ်ပြီးတော့မှပဲမေတ္တာပို့ပြီးတော့တရားဝဲဓမ္မသဘင်ကိုအဆုံးသတ်ရမယ်နော်ဟယ်လိုတရားကြီးတွေကတင်မလေးခွေထိုင်ဒကမာကြီးတွေကကြုံကြုံထိုင်နော်တင်မလေးခွေထိုင်မှအစဉ်ပြေမဲ့ဒကမာကြီးတွေလည်းပဲတင်မလေးခွေထိုင်လို့ရပါတယ်မိမိတို့နှစ်သက်တဲ့နီးများနဲ့ကြိုးစားအထုတ်နိုင်ပါတယ်ဦးဇင်းတို့ပြောတာကြိုးစားအထုတ်မယ်ဆိုရင်လည်းပဲအထုတ်နိုင်ပါတယ်မိမိတို့ရဲ့စိတ်ကိုနှာသီးပြားကိုအာယုံပြုပါဝင်လေလေးဝင်နေတာရှိပါတယ်ထွက်လေလေးထွက်နေတာရှိပါတယ်ဝင်လေလေးဝင်တိုင်းထွက်လေလေးထွက်တိုင်းနှာသီးပြားတနေရာရာကိုထိခိုက်ပုတ်တိုက်ပြီးတော့ဝင်နေထွက်နေတာပါအဲ့ဒီထိခိုက်တဲ့နေရာလေးကိုစိတ်ဆိုင်ပြီးတော့ဝင်လေဝင်တိုင်းထိတိုင်းသိအောင်ကြိုးစားအထုတ်ပါထွက်လေထွက်တိုင်းထိတိုင်းသိအောင်ကြိုးစားအထုတ်ပါဘုရားယန္နာရိယသူတော်ကောင်းကြီးများအလွန်တရာမှနှစ်သက်မြတ်နိုးတဲ့အလွန်တရာမှအကျိုးကြီးမားတဲ့အာနာပါနဘာဝနာကမ္မထံကိုတို့စီးပြန်ရတယ်လို့ဝမ်းမြောက်ဝမ်းသာစိတ်ဖြက်ကြည်ကြည်လင်လင်ချမ်းချမ်းသာသာကြိုးစားအထုတ်ပါဝင်လေဝင်တိုင်းထိတိုင်းသိထွက်လေထွက်တိုင်းထိတိုင်းသိဒီ9မိနစ်တာအချိန်လေးတွင်မှာငါရဲ့စိတ်ကိုဘယ်ကိုမှမရောက်အောင်ကြိုးစားပြီးတော့ဒီထိမှုသဘောလေးမှာပဲတတိကပ်ပြီးတော့ဆွဲဆွဲမြဲမြဲအထုတ်မယ်ဆိုတဲ့စိတ်ကလေးနဲ့ကြိုးစားပါအတန်လေးဆူးနေတာရှိပါတယ်သို့တော့ရသလောက်ကြိုးစားပါနည်းနည်းလေးရရင်လည်းပဲနည်းနည်းကုသိုလ်ရပါတယ်များများရရင်လည်းများများကုသိုလ်ရပါတယ်ကုသိုလ်ဆိုတာကောင်းမြတ်တဲ့သဘောပါကုသိုလ်ဆိုတာမကောင်းတဲ့သဘောတွေကိုဖယ်ခွာတဲ့အစွမ်းလည်းရှိပါတယ်ထိမှုသဘောရဲ့အပေါ်မှာတတိကပ်ပြီးတော့နေခြင်းအပြင်ထိတာကိုသိနေတဲ့အချိန်လေးမှာအလိုဆန္ဒဆိုတဲ့လောဘဖြစ်ခွင့်မရလို့မဖြစ်ပါဘူးမကျေနပ်မှုဆိုတဲ့ဒေါသဖြစ်ခွင့်မရလို့မဖြစ်ပါဘူးမိုက်မဲမှုဆိုတဲ့မောဟဖြစ်ခွင့်မရလို့မဖြစ်ပါဘူးလောဘဒေါသမောဟရှုံညံ့တဲ့တရားတွေကိုဖေရှားနိုင်တဲ့အတွက်ကြောင့်ထိမှုသဘောလေးရဲ့ပုံမှာတတိကပ်ပြီးတော့နေရခြင်းသည်အလွန်မှမြင့်မြတ်တယ်လို့ဆိုရပါတယ်ထိတာကိုတည်တိုင်းကိလေသာတရားအကုသိုလ်တရားကင်းကွာနေတယ်လို့မမှန်ကန်ကန်နားလည်ပြီးတော့ဒီအလုပ်ရဲ့မြင့်မြတ်ပုံကိုနားလည်ပါဝင်လေဝင်တိုင်းထိတိုင်းသိအောင်ကြိုးစားပါထွက်လေထွက်တိုင်းထိတိုင်းသိအောင်ကြိုးစားပါဝင်လေတစ်ခုအတွင်းမှာပဲထိမှုသဘောတွေဟာတတိပြီးတတိအစဉ်ဆက်မပြတ်ဖြစ်ပေါ်သွားတာ
ထွက်လေတစ်ခုအတွင်းမှာလည်းပဲထိမှုသဘောတွေဟာတတိပြီးတတိအစဉ်ဆက်မပြတ်ဖြစ်ပေါ်ပြောင်းလဲသွားတာအဲ့ဒီထိတဲ့သဘောတွေကိုတတိပြီးတတိတတ်နိုင်သမျှအသေးစိတ်သိအောင်ကြိုးစားပါဝင်လေထွက်လေဟာဒီခန္ဓာကိုယ်ကြီးမှာအလွန်တရာမှအချက်အချာကျတဲ့အလွန်တရာမှအဓိကကျတဲ့အစေပိုင်းမှာဒီသဘောကိုသိအောင်ကြိုးစားရင်းဖြင့်ခန္ဓာရဲ့မတည်မြဲတဲ့သဘောအကောင်းမဟုတ်တဲ့သဘောအဆိုးမရတဲ့သဘောတွေကိုသိမြင်နားလည်လာနိုင်ပါတယ်ဒါကြောင့်ဝင်လေဝင်တိုင်းထီတိုင်းသိအောင်ကြိုးစားပါထွက်လေထွက်တိုင်းထီတိုင်းသိအောင်ကြိုးစားပါကိုချမ်းသာအောင်ကိုမှတပါးဘယ်သူကမှထိရောက်အောင်လုပ်မပေးနိုင်ပါဘူးကိုချမ်းသာအောင်လုပ်ပေးတဲ့အလုပ်ကလည်းပဲကျွမ်းကျင်မှုအလေးအကျင့်သိမြင်မှုစတဲ့အရေးအသွေးတွေများစွာလိုပါတယ်ဒီလိုဟာကိုချမ်းသာအောင်လုပ်တဲ့နေရာမှာအလွန်တရာမှတန်ဖိုးကြီးတဲ့အလုပ်ပါပိုက်ဆံရှာတဲ့အလုပ်ပညာရှာတဲ့အလုပ်တခြားသောအလုပ်တွေဟာလည်းပဲတနည်းတစ်ပုံအဖြစ်ကိုချမ်းသာဖို့ဆိုပြီးတော့ရည်ရွယ်ပြီးတော့လုပ်ကြတာပါတကယ်စဉ်းစားကြည့်တော့မိမိခန္ဓာရဲ့အကြောင်းကိုသိအောင်မြင်အောင်ကြိုးစားအထုတ်တဲ့ဒီအလုပ်တည်တာလေကိုစစ်မှန်တဲ့ချမ်းသာဒုက္ခကိုရရှိတဲ့အလုပ်ဖြစ်ပါတယ်ကျန်တဲ့အလုပ်တွေကိုလည်းပဲခန္ဓာဝန်ကိုထမ်းရတဲ့အတွက်ကြောင့်မဖြစ်မနေလုပ်ကြရတယ်ဒီတရားဘာဝနာပွားများတဲ့အလုပ်ကိုလည်းပဲချမ်းသာခြင်းတဲ့ပုဂ္ဂိုလ်တို့အတွက်မဖြစ်မနေလုပ်ရမယ့်အလုပ်ဖြစ်တယ်လို့နားလည်ဖို့လိုပါတယ်ပစ္စည်းဥစ္စာကိုရှာရင်ပစ္စည်းဥစ္စာပဲရမှာပါစိတ်ရဲ့ချမ်းသာမှုငြိမ်းချမ်းမှုအတိညာဉ်ကိုတော့တွဲပြီးတော့ရလာဖို့မလွယ်ဘူးခန္ဓာမှာဖြစ်နေတဲ့သဘာဝတရားကိုတတိထားမယ်ဆိုရင်တော့စစ်မှန်တဲ့အတိညာဉ်ပညာကိုရခြင်းဖြင့်စိတ်ရဲ့ချမ်းသာမှုငြိမ်းချမ်းမှုကိုရနိုင်ပါတယ်အဲ့ဒါလို့ရဖို့အတွက်ဘယ်သူကမှအားကိုးလို့မရပါဘူးပိုက်ဆံပေးဝယ်လို့လည်းမရပါဘူးမိမိရဲ့စိတ်ငြိမ်းချမ်းဖို့ချမ်းသာဖို့မိမိကိုယ်တိုင်ပဲကြိုးစားအထောက်ရတယ်ကြိုးစားအထောက်တဲ့အခါမှာလည်းပဲနီးမှန်လမ်းမှန်ကြိုးစားအထောက်ရပါတယ်ဒါကြောင့်ဝင်လေဝင်တိုင်းထီတိုင်းသိအောင်ကြိုးစားပါထွက်လေထွက်တိုင်းထီတိုင်းသိအောင်ကြိုးစားပါအလုံးသောပိသပေါင်းတော်ကောင်းတို့အချိန်ရှိပါပြီမိမိတို့ကြိုးစားအထောက်ထားကြတဲ့ဒါနသီလသမာဓိပညာကုသိုလ်ကောင်းမှုအရှုတို့ကြောင့်အញ្ញံဘုညာမျက်နှိပ်ပံကိုမျက်မှောက်ပြုနိုင်ကြတဲ့သူတော်ကောင်းတွေဖြစ်ကြပါစေလို့ဦးဇင်းတို့ဆန္ဒပြုပြီးတော့အသေးကောင်းဖို့အသေးလွတ်ဖို့ဆိုတဲ့တရားကိုမေတ္တာပို့ပြီးတော့အဆုံးသတ်ကြရအောင်ဘဝတုသဗ္ဗမင်္ဂလရခန္တုသဗ္ဗဒေဝတာသဗ္ဗဗုဒ္ဓ ानु ဘာဝေနတရာဒုက္ခိဘွန်တုတိဘဝတုသဗ္ဗမင်္ဂလရခန္တုသဗ္ဗဒေဝတာသဗ္ဗဓမ္မာ ानु ဘာဝေနတရာဒုက္ခိဘွန်တုတိဘ
ဘဝတုတဗ္ဗမင်္ဂလာရခန္တုတဗ္ဗဒေဝတာတဗ္ဗတံဃာနုဘာဝေနတရာဒုခိဝန္တုတိဒေတုမကတင်တရားနာပိသပေါင်းတော်ကောင်းတို့စာတာအလုံးသောတတ္တဝအနန္တတို့အားတဗ္ဗမင်္ဂလာလောကီလောကုတ္တရာကောင်းဆိုသည်မြတ်မင်္ဂလာဝဝတိဘဝတုကောင်းစွာမသွေဖြစ်တော်မူကြပါစေတည်းတဗ္ဗဒေဝတာမိမိတို့ခန္ဓာကိုယ်မှာစောင့်ကြနေကြကုန်သောနတ်မိမိတို့အိမ်မှာစောင့်ကြနေကြကုန်သောနတ်မိမိတို့သာသနာမိမိတို့ကဘာမှာစောင့်ကြနေကြကုန်သောနတ်မြတ်နာကောင်းနာပေါင်းတို့ကလည်းပဲရက္ခဏတို့ကောင်းစွာမသွေစောင့်ရှောက်တော်မူနိုင်ကြပါစေတည်းတဗ္ဗဗုဒ္ဓနုဘဝေနခေငါဝါလူသေးစုမကပွင့်တော်မူကြတဲ့သုတတော်သာဘဘုရားရှင်ကိုတော်မြတ်တို့ရဲ့တကုတေဇောအာနုဘောတော်တို့ကြောင့်၎င်းတဗ္ဗဓမ္မနုဘဝေနမဲလီရန်ဖူလီရန်နိဗ္ဗာန်ပရိတေယဆိုသောစေတံတော်တရားတော်မြတ်တို့ရဲ့တကုတေဇောအာနုဘောတော်တို့ကြောင့်၎င်းတဗ္ဗတံဃာနုဘဝေနမေဂထံ၄ယောက်ပလထံ၄ယောက်ဆိုသောရှေယောတော်ရိယတံဃာရှင်မြတ်တို့နှင့်တကွာသီလဂုဏ်သမာဓိဂုဏ်ပညာဂုဏ်တို့နှင့်ပြည့်စုံတော်မူကြတဲ့သမုဒိတံဃာအရှင်ကောင်းရှင်မြတ်ပေါင်းတို့ရဲ့တကုတေဇောအာနုဘောတော်တို့ကြောင့်၎င်းတရားနေရောညပါဘေခမဆိုင်ခြင်းရှိတိုင်းဒုက္ခိကိုစိတ်နှပြချမ်းမာချမ်းသာရဲ့ရှိကြကုန်သည်ဘဝတို့ကောင်းစွာမတွေ့ဖြစ်တော်မူကြပါစေတည်း